ပါရှင်။ဒီနေ့မှာတော့စာရေးသူမိချူတဲ့ရေးသားတဲ့ဦးရဲ့နှလုံးသားမှာနားကျင်တဲ့ချင်းငါကလေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။အချိန်တွေကအကုန်မြန်လိုက်တာ။အခုဆိုသူ့ဘဝတွေကနေဟေမန်သမီးလေးကိုထားပြီးထွက်သွားတာ2နှစ်ကျော်ခဲ့ပါပြီ။ဟေမန်ရဲ့မောင်ရင်ထဲမှာဘယ်တော့မှမမေ့နိုင်ခဲ့ဘူး။ဒီနေ့ကြီးလေဟေမန်ကိုလွမ်းနေမိတယ်။မောင်ဟေမန်ကိုအသက်ထက်ချစ်ပါရဲ့ကွယ်။ဖေဖေအတွင်းများစွာနဲ့ရှိနေတဲ့သူ့အနာကိုစကားမပေးကလားပေးကလားနဲ့ကလေးငယ်လေးပြေးဝင်လာပြီးခေါ်လိုက်တာဖြစ်ပါတယ်။သမီးလေးဘာဖြစ်လို့လဲ။သူသမီးလေးကိုပွေချရင်မေးလိုက်မိပါတယ်။ပဖောင်ဖောင်လေးနဲ့ချစ်စရာသမီးလေးကတက်ကိုသွားလေးတွေပေါ်အောင်ရှီပြလိုက်ပြီးတော့ဖွားဖွားကြီးဖေဖေကိုခေါ်အော်မမေပြန်ရောက်နေပြီပေါ့သူတွေ့တွေ့ဆဆနဲ့သူသမီးလေးကိုခေါ်ပြီးဧကန်းကိုထွက်လာခဲ့ပါတယ်သူအပြင်ထွက်လာတဲ့အခါမိမိကအိမ်ရှိဧကန်းဆိုဖာမှာထိုင်နေပါတယ်မိမိဘေးမှာလည်း18နှစ်အရွယ်သားရှိသေးတဲ့မိန်းကလေးတယောက်ထိုင်နေပါတယ်ရုပ်တရက်ဆိုသလိုဒီမိန်းကလေးကိုသူမြင်ဖို့သလိုရှိလိုက်ပါတယ်ဘယ်မှာတွေ့ဘူးရလဲသူတွေးဆနေချိန်မှာတော့မိမိကတာလာလီတားအောင်မိမိဆက်ပေးရအောင်မယ်သူမိမိရဲ့စကားကြောင့်မိမိရဲ့နားမှာဝင်ထိုင်လိုက်ပါတယ်မိမိကသူ့ကိုပြုံးခါကြည့်ပြီးတော့သူကဖြီးရမိမိတငယ်ချင်းအသမီးလေးရှင်းသက်ဖြူတဲ့အော်အဲ့ဒီခါမှာဒီကိုမိမိလိုက်ဖို့ပေးရင်တွေ့ဘူးတာကိုသူမှတ်မိလိုက်ပါတယ်သမီးလေးကိုမိမိခေါ်လာတာဒီမှာနေဖို့လေမြေးလေးနဲ့လည်းအဖော်ရတာပေါ့သားရဲ့ဆွဲမိမိရဲ့နောက်ဆက်တွဲစကားကြောင့်အလိုမကျစွာစုတ်တစ်ချက်တက်လိုက်ပြီးတော့မိမိတို့ကတော့လှုပ်ချက်လိုက်ရင်တီးလို့ပဲတားကိုဘာမှမတိုင်မင်းသမီးလေးအတွက်အဆင်ပြေတဲ့ထောင်ပတ်ဝန်းကျင်ကမိန်းကလေးတစ်ယောက်ကိုအိမ်ပေါ်ခေါ်ထားရလားဆိုပြီးတော့ပြောစရာဖြစ်လာမယ်ဟဲ့သားဘလို့ပြောလိုက်တာလဲသမီးလေးကိုအားနာစရာဒေါ်အေဂရီကျော်တားဖြစ်သူရဲ့စကားကြောင့်မိန်းကလေးကိုအားနာစွာတားလိုက်ပေမဲ့လေဒီမှာနေမယ်ဆိုတားနဲ့မပတ်သက်စီနဲ့ကင်းကင်းရှင်းရှင်းနေခိုင်းပတ်ဝန်းကျင်ကတပုတ်လေးလေးစောင်းမြောင်းပြောမှကိုတားမလို့ခြင်းအနေထိုင်ဆင်ခြင်ခိုင်းပါမိမိဇွဲရဲ့စကားအဆုံးမှာတော့သမီးလေးကိုခေါ်ပြီးလှည့်ထွက်သွားပါတယ်ဒေါ်အေဂရီကျော်လည်းတားထွက်သွားမှရှင်သက်ဖြူဆိုတဲ့မိန်းကလေးကိုအားနာတယ်လို့ကြည့်ပြီးအားနာလိုက်တာသမီးလေးရဲ့ရပါတယ်အန်တီရှင်ဝမ်းနေမိပါတယ်ငကိုကလေးကပတ်ဝန်းကျင်မှာဂငယ်ခဲ့ရတဲ့သူမကအခုလေဇွဲရမှန်ဆိုတဲ့ဒီလိုကြီးနဲ့ဘလို့ဒုက္ခတွေခံစားရအောင်မလဲဆိုတာမသိနိုင်ပါဘူးဇွဲရမှန်ဆိုတဲ့သူကတည်ကြည်ခံညာမှုအပြည့်ရှိတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်ရုပ်ရည်တံပြန်မှုနဲ့တည်ကြည်မှုကမိန်းကလေးတိုင်းကိုဆွဲဆောင်မှုရှိစေခဲ့ပါတယ်တစ်ချိန်ကမိန်းကလေးတွေရဲ့အသေးဆွဲပြိုတိုင်းကြိုက်တဲ့နှင်းစီခန်းကြီးလည်းဖြစ်ခဲ့ဖို့သူတစ်ယောက်ပေါ့မိန်းကလေးများစွာတွေကမှသူရွေးချယ်ခဲ့သူကဟီမန်သခင်ဆိုတဲ့အမျိုးသမီးဖြစ်ပါတယ်။သူ့ဘဝရဲ့လက်တွဲဖော်အဖြစ်ရွေးချယ်ပြီးဟီမန်နဲ့သူလက်ထပ်ဖြစ်ခဲ့ပါတယ်။ဟီမန်ကလည်းသူ့လိုမျိုးဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ဟီမန်နဲ့သူ့ရဲ့ရေဆက်ကခဏလေးပင်ဖြစ်ပါတယ်။ဖိုးစာဆိုတာဆောင်ခဲ့ပြီးမှဟီမန်ကသူနဲ့သမီးလေးပြည့်ဖူးမှန်ကိုကြော်ခိုင်းပြီးပြန်မလာနိုင်တဲ့လမ်းကိုထွက်သွားခဲ့ပါတယ်။ဟိမတ်ကိုလမ်းတဲ့အချိန်တိုင်းသူ့ရင်ထဲမှာစိုးနေမှုတွေနဲ့အတူအတွေးတို့ကရောရှက်ခါရှုပ်ထွေးနေခဲ့ပါတယ်။ဇွဲအတွေးတွေနဲ့ရှုပ်ထွေးနေတော့ဖုန်းမိတဲ့ကြောင့်ဟယ်လိုဇွဲမင်းခုတ်ပဲမလဲအိမ်မလေးဘာဖြစ်လို့လဲအဲ့ဆိုစေးအောင်အမြန်လာခဲ့အရေးကြီးလူနာရောက်နေလို့ဟုတ်ပြီအဲ့ဆိုငါခုလာခဲ့မယ်တစ်ဖက်ကနေဖုန်းချသွားတာနဲ့ဇွဲတယောက်ရေးကြီးတောက်ပြာနဲ့အပေါ်ဝိတ်အင်ကြီးတစ်ထည်ရှိုးဝဲလိုက်ပြီးထွက်လာခဲ့ရမှာတော့အပေါ်ကိုတက်လာတဲ့ရှင်နဲ့ဝင်တိုက်မိတာဖြစ်ပါတယ်။မင်းလူတယောက်လုံးမမြင်ဘူးလား။သူ့အရှိကနေမထောင်တတေးပုံစံနဲ့မိန်းကလေးကြောင့်ဇွဲစိတ်တူသွားရပါတယ်။ရှင်ကတော့မျက်နှာငယ်ကလေးနဲ့သူ့ကိုမော့ပင်မကြည့်ရပါဘူး။သူ့အတန်ကြားရယုံနဲ့ရှင်ကြောက်နေတတ်ခဲ့ပါတယ်။ရှင်တော့မမာရဲ့ဦးမတော်လို့ပါ။မင်းပြောလိုက်ရင်မတော်လို့ပဲ။မင်းကြည့်လိုက်ရင်လည်းအချို့ကိုမပြေဘူး။ဇွဲစိတ်တူဒေါသဖြစ်စွာနဲ့လေကားပေါ်ကနေအောက်ကိုတတိုင်းတိုင်းမြောင်စောင့်နေပြီးပြေးဆင်းသွားပါရီ။သမီးလေးရှဲတီစီလာပါအောင်တီနဲ့မုတ်စားမယ်မဟုတ်လား။ပြေးပြေးကလေးကခေါင်းကြီးပြလျာမှာတော့ရှင်နစ်ချိုက်ကလေးပြောင်းလိုက်မိပါရီ။ရှင်တယောက်ပြေးပြေးလေးကိုကြည့်ကထမင်းစားခန်းစီကိုထွက်လာခဲ့လိုက်ပါရီ။ထိုင်မိမိတို့တီမုတ်ပြလိုက်အောင်မယ်။ဟုတ်
ခဏကြာတော့ရှင်ဈေးသွားရင်ဝယ်လာတဲ့မဟင်္ဂတုတ်ကလေးကိုတုတ်ခါပြည့်ပြည့်ရှိချပေးလိုက်ပါတယ်စားနော်တီတီကမိမိစားဖို့အတွက်ဝယ်ခဲ့တာဟုတ်မဟင်္ဂတုတ်ကလေးကိုပြည့်ပြည့်လေးအားရပါရစားပါတယ်အဲ့ဒီမြင်ကွင်းကိုထမင်းစားခန်းအပြင်ကမြင်လိုက်ရတဲ့ဆွဲမကြေမနက်ဖြစ်ခါသူမတို့နာကိုရှောက်လာခဲ့ပြီးတော့သမီးအခုထဆန်းဖေမိစားချင်သေးရဲ့ပြန်ပြောလိုက်တဲ့သမီးစကားကြောင့်ဆွဲတယောက်မျက်မှောင်ကြီးပို့ပြီးကြောက်သွားကဘာပြောတယ်သမီးဖေကိုဘယ်တော့ပြန်ပြောဘူးလို့လဲမစားရဘူးဆွဲဒေါသဖြစ်စွာပြောနေရမှာတော့ရှင်တယောက်မနေတာတော့ပဲအိုးရဲ့စားပါစေမိမိလေးကစားလက်စားရှိနေရအောင်သမီးကိုမှန်နေတဲ့ဇွဲရဲ့အကြည့်တွေကရှင်းစီကိုရောက်လာခဲ့ပြီးတော့မင်းပါနားလေလေဒါကလမ်းဘေးကလက်တော့ဆောင်နေတန့်ရှင်းလားမတန့်ရှင်းလားမသိဘူးကလေးကနုံနုံနဲနဲလေးတခုခုဖြစ်သွားရင်ဖယေဖြစ်တဲ့ငါပဲရှင်ကျိုးရမှာမင်းကဘယ်နားလဲမလဲတောမှာမွေတောမှာကြီးပညာရေးတောင်တစ်ပိုင်းတစ်စားလောက်တက်ပြီးအဆင့်အတန်းမှမရှိတာနောက်တစ်ခါဆင့်ချင်ငါသမီးကိုလမ်းဘေးကအစားတောက်တယ်မကြွေးမိစေနဲ့နောက်တစ်ခါဆိုမင်းမလွယ်ဘူးမှလာသွားမယ်သမီးဆွဲတယောက်သမီးလက်ကိုဆွဲကပြန်ထက်သွားလိုက်တဲ့အခါမှာတော့အပြောခံလိုက်ရတဲ့ရှင်အတွက်တော့ရှင်ထဲမှာနာကျင်မှုကတိုးလာခဲ့ပြီးမျက်ရည်တွေကပါးပြင်ပေါ်ကိုလိမ့်စင်းကျလာခဲ့ရပါတယ်။ပြောရလိုက်တာအိုးရဲ့။တာလာထိုင်မိပြောစရာရှိရဲ့။တော်အေဂရီကျော်ဘာပြောမှမသိပေမဲ့ဆွဲတယောက်မိခင်အရှင်မဝင်ထိုင်လိုက်ပါတယ်။တော်အေဂရီကျော်ကသူ့ရှိမှစာအိတ်တစ်ခုချပြီးလိုက်ရမှာတော့ဇဲယူကြည့်လိုက်တော့မယုံကြည်ခြင်းတွေနဲ့အံ့ဩခြင်းတွေဖြစ်ပေါ်လာပြီးတော့အမေဒါဟုတ်တယ်သားမေမေအားလုံးစီစဉ်ပြီးပြီတားကိုပြောနေရင်တားညင်းမှာဆိုလို့အားလုံးစီစဉ်ပြီးမှဖွင့်ပြောရတာဟာမေမေကတားအိမ်အောင်မပြုတ်ချင်တော့ဘူးတားဘွားတည်ငြိမ်နေပြီသားသမီးလေးနဲ့တားဘွားမှာတခြားသူဝင်မလာစေချင်ဘူးပို့ဆိုတာရှင်းသက်ဖြူတားမပတ်သက်ချင်ဘူးတားကဘာလဲမေမေကလက်နဲ့ရေးတာကိုတားကချင်းနဲ့ဖြတ်ချင်တာလားမေမေကဖြစ်ချင်တာကိုရအောင်လှုပ်တတ်တယ်ဒီကိစ္စလေတားညံ့မယ်မကြမ်းနဲ့တားကိုမေမေနှစ်ခေါမပြောအောင်နော်ရှင်းလေးကိုတားလက်ထက်ရမယ်ဒါပဲမေမေကပြောချင်ရပြောပြီးလှည့်ထွက်သွားတော့ဇွဲခေါင်းကိုခါရမ်းမိပါတယ်မောင်ဘလို့လောက်ရမလဲဟေ့မယ်ရဲ့မောင်မင်းကလွယ်ပြီးတခြားချက်ကိုလက်မခံနိုင်ဘူးသူ့စိတ်တွေလေးလံနေရပါတယ်သူရှင်သက်ဖြူလို့တော်သူအဆိုင်မလေးနဲ့လက်မထက်ချင်ပါဘူးစိတ်မောတယ်ရှင်သက်ဖြူဒီလက်ထက်ပွဲကငါဆန္ဒမပါဘဲနဲ့ဖြစ်လာတဲ့ပွဲဖြစ်လို့မင်းဘွားဘယ်တော့မှငြင်းကြမယ်မထင်လိုက်နဲ့ဆွေတယောက်စိတ်ထဲမှာသာတီတိုးရှိရွလိုက်ပါတယ်မမေရဲ့ဆန္ဒအတိုင်းသူရှင်သက်ဖြူကိုလက်ထက်ခဲ့ပါတယ်ဘာကြောင့်လဲသူမကသူနဲ့လက်ထက်ဖို့ကိုညှင်းရမှာမဟုတ်ဘူးလားသူမဘကအခုတော့မငြင်းပဲဘာလို့သူ့ကိုလက်ထက်ခဲ့ရလဲဒါကထူဆန်းလွန်ပါတယ်ဘာလဲသူကငါတို့ရဲ့ပိုင်ဆိုင်မှုကြောင့်ငါ့ကိုလက်ထက်ခဲ့ရတာဒီအချက်ကသူ့အတွက်တွေးစရာဖြစ်နေခဲ့ပါတယ်တွေးကြတရားပေါ်ရှင်းတတ်ဖြူမင်းရဲ့ဇာတိရောက်အမှန်ကိုငါဖော်ထုတ်ပြမယ်အိုးနောက်ပါစီကနေခေါ်တဲ့ကြောင့်ဈေးလဲကြည့်လိုက်တော့ရှင်းဖြစ်နေပါတယ်ဘာကိစ္စလဲမအိတ်သေးဘူးလားလို့ကြောက်နဲ့ရှင်းမိလိုက်တာဖြစ်ပါတယ်ဘာဇဲရဲ့စူးရဲတဲ့အကြည့်တစ်ခုကရှင်းစီကိုရောက်လာပါတယ်ဟိုလေအိုးအိတ်ရပြတ်မှာဆိုလို့ရှင်းရမေးတာပါမလို့ပါဘူးကို့နေရကိုနေစမ်းမှာငါအိတ်ချင်အိတ်မယ်မအိတ်ချင်မအိတ်ဘူးမင်းဘာမှပြောစရာမလိုအေးတခုတော့ပြောထားမယ်မင်းငါနဲ့အတူအိတ်ဖို့မစင်စားနဲ့သူ့စကားကြောင့်ရှင်ရှမ်းရွတ်စွာနဲ့ခေါင်းကိုငုံရင်ဟုတ်ရှင်းသိပါတယ်ရှင်အပြင်သွားထွက်ပြီးတော့အိတ်မှာပါသူမအပြင်ထွက်အိတ်မယ်ဆိုတဲ့စကားကြောင့်သူကဘာအပြင်မှာသွားအိတ်မှာဟုတ်လားဟုတ်ဘာလဲမင်းကငါ့ကိုအမေဆိုရအောင်လှုပ်နေရလားခမမအော်လိုက်တဲ့ဦးကြောင့်ရှင်းရင်နဲ့ဝမ်းနဲ့စိတ်ကလေးတွေတိုးဝင်လာပြီးတော့အဲ့ဒါဆိုရှင်းကဘယ်မှာအိပ်ရမှာလဲဦးရှင်းနားမလဲစွာနဲ့မေးလိုက်တော့သူကရှင်းမျက်နှာကိုမဲကကြိတ်လာပြီးအေးငါပြမယ်မင်းအိပ်ရမယ့်နေရာကရင်ဘော်ကခေါင်းနဲ့စောင်းကိုဆွဲချပြီးကျမ်းပြေပေါ်ပေးချလာသူကဦးဖြစ်ပါတယ်အဲ့ဒါမင်းအိပ်ရမယ့်နေရာပဲသွားရှင်းရဲ့ပခုံးလေးကိုစောက်တွန်းထုတ်လိုက်တော့ချိန်မခိုင်ပဲစောင်းပုံလေးပေါ်ပြစ်လဲကျသွားပါရီဆွဲကသူမပုံစံကိုသဘောကျစွာကြည့်ရင်းနဲ့မှတ်ထားမင်းဟာငါရဲ့ကြော်မယ်ဘယ်တော့မှငါဇနီးဆိုတဲ့နေရာကိုစိတ်ကူးတာမရှင်နဲ့ငါဘဝမှာဇနီးဆိုလို့တယောက်ပဲရှိတယ်အဲ့ဒါဟေမန်တခင်ပဲသူကစကားအဆုံးမှာသူမကိုကြော်ခိုင်းထွက်သွားပါရီသူမကသူ့အတွက်ကြုံနေလားပြောရလိုက်လေချင်း
ရက်ဆက်လိုက်တာဦးရဲ့ပါးပြင်ဘောကိုမျက်ရည်တွေကအလိုက်ကန်စုံမသိစိတ်ကြလာရပါတယ်ဇွဲမင်းမျက်နှာကြီးကဘာဖြစ်နေရလဲဘာမှမဖြစ်ပါဘူးဒီလိုပါပဲမင်းဟာဘာမှသာမဖြစ်ဘူးပြောမျက်နှာကြီးကမှောင်တုံနေရပဲဘာလဲမင်္ဂလာဦးညမှာစနီးကျော်လေးကအလိုမလိုက်လို့လားသွားစားမှာကွာဘာစနီးလဲသူ့ဟာလက်ထပ်ထားတာပဲရှိမယ်ဘယ်တော့မှငါစနီးမဖြစ်လာစေအောင်ငါတို့မုန်းနေငါဘဝမှာဟိမန်ကသာငါရဲ့စနီးဟိမန်နေရာမှာဘယ်သူမှအစားမထိုးနိုင်ဘူးဆွဲကစိတ်တူစွာထပြောလိုက်တာဖြတ်ပါတယ်ရှင်သက်ဖြူဆိုတဲ့မိန်းကလေးပေါ်ထားတဲ့သူ့ရင်ထဲကအမုံတုတွေကလွန်စွာနှက်ဆိုင်လောနေပါတယ်မင်းကလေဒါလေးစတာကိုစိတ်ကြီးပဲတူတာမင်းကတော့တခြားကိစ္စပြောကြရှင်ပြောမရှိရင်ဒိုးလိုက်တော့မင်းကလေကွာစိတ်ကြီးပဲဆွဲတရားဒေါသဖြစ်နေမှတူတာတီးပါတယ်ဒါကြောင့်သူ့အနာကနေထွက်လာခဲ့ပါတယ်ဟိမန်ရဲ့မောင်ဘယ်လိုပြောရမလဲမောင်ချစ်တာဟိမန်ပါဟိမန်မရှိတော့လေဟိမန်မောင်နာမှာရှိနေတယ်လို့ခံစားရပါတယ်လွားလိုက်တာဟိမန်ရဲ့သူစိတ်ထဲမွန်းကျက်လာတိုင်းဟိမန်ကိုသာသတိရမိတာကအချိန်တိုင်းဖြစ်ပါတယ်မီးလေးဘာလုပ်နေရလဲကြည်ပြည့်လေးကသူမအနာလျှောက်လာတဲ့အရှင်းကိုလှည့်ကြည့်ပြီးတော့ဟိုဘွားကပန်းလေးကိုလိုချင်လို့ဟိုပန်းလေးလားတီတီခုပေးမှာပေါ့ပြည့်ပြည့်ရဲ့ဘားလေးကိုနှမ်းပြီးရှင်တယောက်အပင်မြင့်နေပြီဖြစ်တဲ့နှင်းစီပင်ကနေပန်းကိုဂိုင်းနေပြီးခုလို့ပြည့်ပြည့်ကိုပေးလိုက်ပါတယ်ရုတ်တရက်ဆိုသလိုပြည့်ပြည့်လက်ထဲကပန်းလေးလူယူခြင်းခံလိုက်ရပါတယ်ဖေဖေပြည့်ပြည့်လေးကသူမလက်ထဲကပန်းကိုယူပြီးလွှမ်းပစ်လိုက်တဲ့ဖခင်ကြောင့်ခေါ်လိုက်ခြင်းဖြစ်ပါတယ်မင်းလူစကားနားမလဲဘူးလားကလေးကိုနှင်းစီပန်းပေးရင်စူးစူးမှမင်းနားမလဲဘူးလားဖြေလေးကလိုချင်တယ်ဆိုလို့ရှင်ခုပေးလိုက်တာပါဦးမချရင်ရှင်နားမလောက်တော့ပါဘူးရှင်တောင်းပန်တိုးလျစွာပြောလာတဲ့အခါဇွဲမျက်နှာကခက်ထန်မကြောနေပြီးတော့နောက်မလောက်တာမဟုတ်ဘူးမင်းငါသမီးနဲ့မပတ်သက်နဲ့မင်းတို့အညာတရရဲ့လက်တွေနဲ့ငါသမီးရဲ့အတောင်မထိနဲ့ငါသမီးကရွှေပေါ်မြတ်တယ်မွေးထားတာမင်းတို့အညာတရမဟုတ်ဘူးစကားအဆုံးမှာတော့ဇွဲကပြည့်ပြည့်ကလေးကိုပွေ့ချီကသူမကိုကြောက်ခိုင်းပြီးထွက်လာခဲ့ပါရီအဲ့ဒီနေရာလေးမှာသာဝမ်းနေစွာကြက်ရစ်ခဲ့တဲ့သူကရှင်းရပါပြောရလိုက်တာဦးရဲ့ရှင်းပေါ်မှာဘာလို့ဒီလောက်မုန်းနေရလဲအညာတရလဲလို့ပါပဲခံစားတတ်တဲ့နှလုံးသားရှိပါတယ်ဦးရဲ့စိတ်ထဲမှာသာရှိရွရင်မျက်ရည်စက်တို့ကပါးပြင်ပေါ်ကိုကြွေကြတက်ဆင်းရပါတယ်ညလေကောင်ကတိတ်ဆိတ်အေးချမ်းနေပေမဲ့လည်းရှင်းရင်ထဲမှာတော့မအေးချမ်းနိုင်ပါဘူးအရှင်နဲ့မမျှအောင်ပတ်ဝန်းကျင်ရဲ့ထိုးနှက်မှုတွေကိုနာကျင်စွာခံစားခဲ့ရရှာတဲ့သူမဘဝမှာဦးစိတ်ရမတ်ကိုလက်ထပ်ပြီးတဲ့နောက်သူမဘဝအေးချမ်းရတော့မယ်လို့ထင်ခဲ့တာကတတက်စင်အောင်လွယ်ခဲ့ပါရီဆွေကတော့သူမကိုမကြည့်ဘူးမလိုလားလျော်သူမထံသူ့ရဲ့အမုန်းတွေပဲကြားရောက်ခဲ့တယ်မဟုတ်လားတွေ့ရင်မျက်ရည်တွေကပါးပြင်ပေါ်လိမ့်စင်းကျလာပါရီရှင်းသက်ဖြူမင်းအဲ့ဒီမှာဘာလုပ်နေရလဲမအိတ်သေးပဲနဲ့နောက်ပါးစီကနေတင်းမာပြတ်သားတဲ့အတန်တစ်ခုကြောင့်သူမမျက်ရည်တို့ကိုကြပြကြရတုပ်ပြီးရှင်းအိတ်တော့မှာပါအိမ်မရလို့ခဏပြင်ထွက်လာတာပါရရက်ကလေးပြောင်းပြီးစကားစုကလှည့်ထွက်ပြီးသူ့အရှိကနေဖြတ်သွားတော့နေအောင်သူမလက်ကဝက်ကလေးကိုရုတ်တရက်လှမ်းဆဲလိုက်တော့အရှိန်မထိန်နိုင်ပဲသူမခန္ဓာကိုယ်လေးကဇွဲရဲ့ရှင်ခွင်ထဲကိုရောက်သွားရပါရီလာရဲ့အလင်းရောင်ပြပြအောင်မှာဇွဲတရားသူ့ရင်ခွင်ထဲကနေပြီးသူ့ကိုကြောင်စစ်စစ်လေးငေးကြည့်ရှာတဲ့ရှင်းကိုအသေးရစွာနဲ့သူမရဲ့နှင်းစီအောင်တန်းနေတဲ့နှကန်းတစ်စုံကိုဖိကက်နှမ်းရှိုက်လိုက်မိပါရီအသေးစိတ်ကမုန်းနေပေမဲ့လည်းမသိစိတ်ကတော့သူမကိုရှင်ခွင်နဲ့ထွေးပိတ်ထားချင်နေတဲ့သူကဇွဲဖြစ်ပါရီနှစ်ယောက်သာတတိလက်လွတ်ဖြစ်နေရကနေတတိရလာသူကရှင်းဖြစ်ပါရီရှင်းကိုလှုပ်အောင်လေရှင်းမွန်းနေပြီရှင်းတန်လေးကြားမှာသူလွတ်ပေးလိုက်ပြီးမင်းတော့ဟုတ်ရှင်းလေသူရှိကနေမပြေးရုံတမဲထွက်လာခဲ့ပါရီဘာကြောင့်လဲဘာကြောင့်မုန်းပါတယ်လို့ဆိုခဲ့တဲ့သူကမှသူ့ရင်ခွင်ထဲမှာခိုနားခွင့်ပေးမိတာလေသူနားမလဲတော့ပါဘူးပိုဆိုးတာကသူ့ရင်ကိုလှုပ်ခတ်သွားစေခဲ့တဲ့ရင်ခုန်တန်စီးချက်တစ်ခုဖြစ်ပါရီသူဘာကိုနားလဲရမလဲဘာအောင်မှသူနားမလဲနိုင်တော့ပါဘူးမေမေသူ့မေမေအနာမှာဝင်ထိုင်ရင်းနဲ့ခေါ်လိုက်တော့ပြောလေသားဘာပြောမှလဲဆွဲကအကြောင်းအရာတစ်ခုကိုစဉ်းစားဟန်နဲ့မနှက်ပြန်ဆိုဝတီမြမပြည်ပြန်ရောက်မယ်အဲ့ဒါသမီးလေးနဲ့လည်းခဏအတူနေချင်လို့သူ
သူ့အိမ်မှာခဏလာနေသူအိမ်မှာခဏလာနေမလို့တဲ့ဖျားနေတော့လေနေပေါ့သူ့ကိုမိမိတော့လက်မခံနိုင်စရာမရှိပါဘူးသူကလည်းတခြားသူမှမဟုတ်တာဟိမရဲ့ညီမပဲလေပြီးတော့ပြည့်ပြည့်လေးရဲ့အတော်ပဲဟုတ်ဒါဆိုမနှက်ပြန်ဝတိကိုလေကွင်းသွားချုပ်ပြီးတော့ဒီအိမ်မှာနေဖို့အတွက်စီစဉ်ပေးလိုက်ပါမယ်တားသဘောပါပဲဒေါ်အေဂရီခေါင်းကိုညှိလိုက်ရပေမဲ့လေဘာကြောင့်မှမသိစိတ်တွေလေးလံနေတာကတော့အမှန်ပဲဖြစ်ပါတယ်ဝတိမြမပြေပြန်ရောက်လာချိန်မှာတော့စိတ်တွေပေါ့ပါလန်းဆန်းသွားပါတယ်သူမချစ်ရတဲ့တူမလေးပြည့်ပြည့်ကိုတွေ့ရတော့မယ့်အပြင်သူမဟိုအရင်ကလေးကတိတ်တခိုးတွေ့တာခဲ့ရတဲ့ကိုကိုကိုပါတွေ့ရတော့မှဖြစ်တဲ့အတွက်ပျော်မိပါတယ်ကိုကိုရေဝတိပြန်လာပြီနော်လေစိတ်ကသူမထွက်လာတော့အမက်မထင်လေစိတ်အပြင်မှာတွေ့လိုက်ရတဲ့လူတရားကြောင့်သူမပျော်ရွှင်သွားရပါတယ်အဲဒီလူကသူမချစ်ရပါတော့ကိုကိုဇွဲရမှန်ဖြစ်ပါတယ်ကိုကိုဆွဲနောက်ပါစီကနေခေါ်တန်းကြောင့်လက်ကြည့်လိုက်တဲ့အခါမှာတော့ဝတီဖြစ်နေပါတယ်။ရောက်ပြီလား။လာကားပေါ်တက်သွားမယ်။ဟုတ်ကဲ့ကိုကို။ဆွဲနဲ့ဝတီလေစိတ်ကနေအိမ်ကိုပြန်လာခဲ့ပါတယ်။တလန်လုံးနှစ်ယောက်သာဘာစကားမှမပြောကြပဲတိတ်ဆိတ်နေကြပါတယ်။အိမ်ကိုရောက်တဲ့အခါအသင်းဆောင်နေကြတဲ့ဒေါ်အေဂရီကျော်နဲ့ရှင်တို့ကိုတွေ့လိုက်ရပါတယ်။လာသမီးအန်တီဆောင်နေရသမီးကိုဟုတ်ကဲ့အန်တီဒီအိမ်ကြီးကိုရောက်လာတော့မမကိုလွမ်းတယ်လို့ဖြစ်လာပါတယ်။မမရေဝတီကိုကိုနဲ့အတူတတန်လုံးသမီးလေးကိုဆောက်ရှောက်ပါမယ်။ကိုအတွင်းနဲ့ကိုရှိနေတော့အန်တီအေဂရီကျော်စကားတို့ကဝရီနှလုံးသားကိုအရှိန်ပြင်းပြင်းနဲ့ဖြတ်ရိုက်သွားပါတယ်။ဒါကသားရဲ့ဇနီးရှင်းသက်ဖြူရှင်းလိုက်ဒါကဟိမရဲ့ညီမဝရီတခင်နဲ့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ရှင်။အော်ကိုကမိမတော်ရနေပြီပေါ့။ကောင်းပါလေသမီးလေးတို့စိတ်ချရတာပေါ့ရဲရှင်စွာပြောနေပေမဲ့လေစိတ်ထဲမှာတော့ဘဝင်မကျနိုင်ဖြစ်မိပါတယ်ကိုကိုဇနီးနေရာကအမှန်ဆိုဝရီရှိနေရမှာမဟုတ်လားအခုတော့သူကများကိုကိုမိန်မာတဲ့ရှာယာဆက်ဆက်ကိုကိုရဲ့မဟေတီကဝရီဆိုတဲ့ငါပဲဖြစ်ရမယ်ဟမ်စောင့်ကြည့်နေအဲ့ဒီစကားတို့ကသူမရှင်တွေကစကားလုံးလို့ဖြစ်ပါတယ်အမှန်တကယ်တော့ဒေါ်အေဂရီကျော်ရှိမှသူမဟန်ဆောင်ပြုံးပြရနေတာကစိတ်မသက်သာလှပါဘူး။သမီးနားအောင်နော်အခုမှပြန်ရောက်တာဆိုတော့ခရီးပန်းနေမှာပေါ့။ဟုတ်ကဲ့အန်တီကျေးဇူးပါ။ဆွဲရှင်းအောင်မသိမသားလေးငေးကြည့်မိတော့သူမမျက်နှာလေးပန်းရောင်တန်းပြီးမျက်ဝန်းတွေကလည်းဖြတ်တော့ဖြစ်နေတာကိုသတိထားလိုက်မိပါ යි ။သမီးလေးလည်းနေမကောင်းနေတာသွားနာတော့လေလောက်ဆရာရှိတာမိမိပဲလောက်လိုက်မယ်။ရပါတယ်မေမေရှင်အရင်လည်းဖျားနေတာမဟုတ်ပါဘူးစေးတောက်ထားတယ်ရပါတယ်ရှင်ပြုံးပြုံးကလေးနဲ့ရကမဖြစ်သူကိုပြန်ပြေးမိပါတယ်ဆွဲကတော့သူတို့ပြောနေတဲ့စကားတွေကိုဥပြစ်ခါပြုတ်ပြီးလှည့်ထွက်သွားပါတယ်သူ့အခန်းထဲဝင်လာတော့ကျမ်းပြင်ပေါ်ဖျားကလေးခင်ကွကွဲလေးအိပ်ပျော်နေတဲ့ရှင်းကိုတွေ့လိုက်ရပါတယ်မေမေရှင်းကိုမထားခဲ့ပါနဲ့ရှင်းကြောက်တယ်တယောက်တည်းမထားခဲ့ပါနဲ့မေဆွဲတယောက်ရေချိုးပြီးပြန်ထွက်လာတော့ညီးတန်တဲတဲကြောင့်သူ့လန်းကြည့်မိလိုက်တော့ရှင်အသားတွေတုံပြီးညီးနေတာဖြစ်ပါတယ်။သူ့ကြပြကြရရှင်နောက်ကိုသွားပြီးတော့ဟေးတရိထားအောင်လေချမ်းနေရှင်းကိုဖတ်ထားပြပါချမ်းနေသူရှင်နှစ်ဖူးကိုစမ်းကြည့်မှပူချစ်တောက်နေပါတယ်။သူ့ကြပြကြရဂရီဘော်ပွေ့တင်လိုက်ပြီးအပြားကျစေးတစ်လုံးထိုးပေးလိုက်ရမှာတော့သူမခဏငြိမ်သက်သွားပါတယ်။သူလည်းသူမကိုငေးကြည့်ရဲ့အသေးစိတ်တချို့လှက်ခါသူမနှစ်ဖူးလေးနဲ့ပန်းရောင်နှကန်းလေးကိုနမ်းဆိုင်ရင်သူမကိုပြေးဖက်လိုက်ပြီးအချက်ကဘာလေးတစ်ခုကိုဖန်တီးတိစခဲ့ပါတယ်အချစ်ကြောင့်မဟုတ်ပေမဲ့လည်းသူ့ရင်ထဲမှာနှွေးထွေးပြီးသူ့ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့သူကတော့ရှင်ဖြစ်ပါတယ်နိုင်ရီနိုးစားတန်ကြောင့်ရှင်အိတ်နေရကနေနိုးလာရပါတယ်သူမခန္ဓာကိုယ်ကိုတင်းကျပ်စွာဖွေ့ဖက်ထားမှုကြောင့်ဘေးကိုကြည့်လိုက်တော့ဥဖြစ်နေပါတယ်သူမကိုတင်းကျပ်စွာပွေ့ဖက်ထားတဲ့ဦးရဲ့ပါဟမ်ဘာတွေဘလို့ဖြစ်ကုန်တာလဲငါဒါဆိုဦးနဲ့ငါအော်ရှက်လိုက်တာသူမမျက်ဝန်းတွေမှာဝေဝါးစွာမြင်နေရတာတွေကအိမ်မက်မဟုတ်ဘူးပေါ့ဒါဆိုဦးနဲ့ငါတကယ်ဇနီးမောင်နှံနေဖြစ်သွားပြီပေါ့အိုးရှက်လိုက်တာသူမမျက်နှာလေးရဲတွက်စွာနဲ့သူ့လက်တွေဖဲ့ပြီးထမလို့အလောက်ဒါကဘယ်သွားမလို့လဲဟိုလေလေးနိုင်ထိုးလို့ရှင်အိယာထားရမယ်ဦးမနှက်စာရှင်ချက်ရအောင်မယ်ဦးဆွဲသူမကိုကြည့်လိုက်တော့သူမမျက်နှာလေးရဲတွက်ပြီးရှက်နေတာအတိအတာဖြစ်နေပါ යි
ဆွဲနှကန်းတွန့်ရောင်ပြုံးလိုက်ပြီးတော့ကြံအိတ်အောင်အစောရရှိသေးတယ်ရှင်ဖိထားတဲ့သူ့လက်တွေကိုအတင်းဖက်ရင်းနဲ့မအိတ်တော့ရှင်းသွားရမယ်ဦးလက်ဖယ်ပေးနော်ကိုကအိတ်ဆိုအိတ်လိုက်လေမင်းဘာဖြစ်နေရလဲလာဘယ်မှမသွားနဲ့အိတ်ဒီမှာသူ့ရင်ခွင်နဲ့ထွေးပွေရင်သူမနှစ်ဖူးလေးကိုနမ်းလိုက်ပါတယ်အိုးသူ့ကိုငေးကြည့်ရင်ခေါ်လိုက်တဲ့ရှင်ကြောင့်ဘာအတွက်လဲဦးရှင်အမေကြောင့်ဇွဲမျက်မှောင်ကြောက်ရင်နဲ့မင်းကဘလို့ထင်လို့လဲရှင်ခေါင်းကိုခါရရင်သူ့ရင်ခွင်နဲ့တိုးဝင်ဖက်တွေထားလိုက်ပါတယ်ဇွဲမသိလိုက်ပါဘူးသူမဘာပြင်ဘော်ကမျက်ရည်တစ်စက်ကိုဇွဲမသိလိုက်ပါဘူးအဲ့ဒီမျက်ရည်ကသူမရဲ့အရှုံးတွေအတွက်ပေးဆက်လိုက်ရခြင်းဖြစ်ပါတယ်ဦးရဲ့နာကျင်ခဲ့တဲ့နှလုံးသားကိုခြေဆေးပေးပြီးတော့ဘလို့တန်ရာတွေပေးအောင်ပါလဲဦးရဲ့ကိုဒီနေ့ဝရီကို shopping လိုက်ပို့ပါလားကိုဒီနေ့မအားဝရီရှင်းသားကိုဖျားလိုက်ပို့ပေးအောင်မယ်ကိုကလည်းဝရီကတခါတလေလာတာပဲဟာဝရီကိုဦးစားပေးတင်တာပေါ့သူကကိုမိမပဲဟာဘယ်အချိန်လိုက်ပို့ရပါတယ်ဝရီကိုလိုက်ပို့ပေးနော်ကိုနော်လို့အဲ့မှာအဲ့ဒါဆိုဝရီကိုလိုက်ပို့မယ်နော်သူဝရီကိုဂရိပေးပြီးရှင်းစီထွက်လာခဲ့ပါတယ်ရှင်းတဲ့ဖြူရှင်းဦးသူ့ဘက်လှည့်ပြီးပြောလိုက်တဲ့ရှင်ပေါင်းအင်ကြီးလက်ရှိကလေးနဲ့ဂျိတ်ထမိန်ပန်းရောင်လေးရဲ့ကဖြိုဝင်းနေတဲ့တနက်ကားလေးနဲ့သူမမျက်နှာလေးကိုပို့ပြီးပေါ်လင်းစေခဲ့ပါတယ်။နှင်းစီအောင်နှကန်းဖုံးလေးကလည်းအယောင်မစိုးပဲပင်ကိုအတိုင်းရင်းနေပါတယ်။မဟုတ်ရလို့နမ်းမောင်နေတဲ့ဆန်ရွယ်တွေကကျစ်ဆက်မီလေးနဲ့တမှုထူပြီးလှနေတဲ့သူကရှင်းဖြစ်ပါတယ်။လှလိုက်တာလို့သူ့စိတ်မှာပြောရင်ငေးကြည့်လိုက်မိပါတယ်။အိုးဘာပြောမှလဲပြောလေအော်မင်းဒီနေ့ဖျားသွားမယ်ဆိုဘာအီမောင်ကိုခေါ်သွားလိုက်ကိုဝရီကိုလိုက်ဖို့စရာရှိသေးလို့ရှင်မကြည့်ပြုံးတာပြုံးလိုက်မိပါတယ်အမှန်တော့သူမကဦးဆွဲရမယ်အတွက်ဘယ်နေရာမှအရေးမပါခဲ့သူဖြစ်ပါတယ်ဟုတ်ရှင်ဘာရုပ်ပဲခေါ်သွားလိုက်ပါမယ်အဲ့ဒါဆိုကိုသွားမယ်နော်ဇွဲလဲထွက်သွားတဲ့အခါရှင်းငိုင်သွားခဲ့ရပါတယ်သူ့အတွက်ရှင်ကတခြားမိမတယောက်အတွက်တောင်အရေးမပါခဲ့ပါလားတွေးမိတော့ရှင်ထဲမှာခံနေပါတယ်ဦးရဲ့ဒဏ်ရာတွေပေးလိုက်ဖြည့်ဆည်းပေးလိုက်ပါလားရှင်တယောက်တည်းအိမ်ရှိမှထိုင်နေတော့မင်းကရှင်းတတ်ဖြူနော်ဟုတ်ကဲ့မမမင်းရုပ်မင်းရေကတော့အချောလေးပဲဒါပေမဲ့ဘာပညာမှမတတ်အနှုတ်ဆုပ်တော်ရလာတဲ့အရိုင်းလေးပဲမင်းကိုရွေးချယ်ရတာမဖြစ်နိုင်ဘူးကိုမေပဲနေမယ်အန်တီကလည်းလေဘာမျက်လုံးနဲ့ရွေးလိုက်လဲမသိပါဘူးနင်ကရောကလေးတယောက်အဖေကိုဘာလို့ယူရလဲဘာလဲငွေမက်လို့လားဘာရှင်ဝရီစကားတွေကရှင်းတော့တာကိုစွာပေးလိုက်တယ်လို့ဖြစ်သွားရပါတယ်။အမစကားတွေကဘောင်ရမ်းကြုံသွားပြီးကျမငွေမက်တဲ့မင်းမမဟုတ်ဘူး။ငွေမရှိလဲကျမဘဝအေးဆေးပဲ။ကျမဦးစေးရမန်ကိုလိုချင်လှကြည့်ရဲဆိုပြီးတော့အိမ်ပေါ်တက်လာတဲ့မင်းမမဟုတ်ဘူးအမ။ဟာစကားလုံးတွေကတော့တိတ်လာတာပဲနော်။ကိုလိုချင်ခဲ့လို့လေငါနေရာကိုလွတ်ယူခဲ့တာလေ။ဘာလို့ဟုတ်တယ်ကိုနဲ့ငါနေရာချစ်သူတွေနင်သာကိုနဲ့မယူခဲ့ရင်အခုလောက်ဆိုကိုနဲ့ငါလက်ထပ်ပြီးလောက်ပြီအခုတော့နင်ဝင်ရှုပ်လို့ရှင်းတရားသူမကိုစိတ်ကြည့်ပြီးတော့အမားတို့ဘာသာဘာဖြစ်ခဲ့ကျမစိတ်မဝင်စားဘူးအခုချိန်မှာဦးကကျမယောက်ျားအေးပေါ့အခုတော့ပြောထားကိုဟာငါအတွက်ပဲဖြစ်စေရမယ်ကိုရဲ့မဟေတရားငါပဲဖြစ်ရမယ်နင်မယုံရင်စောင့်ကြည့်နေလိုက်ခနဲ့တက်တဲ့အပြောင်းလေးတစ်ခုနဲ့အတူဝရီသူမအနာကနေလှည့်ထွက်သွားပါရီရက်ဆက်လိုက်တာဦးရဲ့အစကတည်းကရှင်းအောင်မကြည့်ပြွားဒါကြောင့်များလားမျက်ရည်တွေကမိုးရီစားတဲ့ဖွဲပါပြင်ပေါ်ကိုတွေ့ကြတက်ဆင်လာခဲ့ပါရီဇွဲအခုတလောရှင်းကိုတရိထားမိသမျှရှင်းသူ့ကိုရှောင်နေတတ်တာဖြစ်ပါရီသူနဲ့တွေ့တိုင်းစကားလမ်းကြောင်းလွှဲရှောင်သွားတတ်တာဖြစ်ပါရီရှင်းတဲ့ဖြူအဝတ်တွေလျှော်ဖို့အတွက်ဦးအဝတ်တွေကိုယူပြီးအခန်းထဲကထွက်ဖို့ပြင်နေတဲ့ရှင်ခြေလမ်းတွေရက်တန့်သွားရပါရီအော်ဦးဘယ်ချာပြန်ရောက်နေရလဲဒါနဲ့မဝတီရောဇွဲသူမစကားကြောင့်သူမကိုစူးစိုက်ကြည့်ရင်နဲ့ကိုတို့စကားပြောရအောင်ရှင်းမပြောစရာမရှိဘူးဦးအချိန်လည်းမရှိဘူးရှင်အိမ်လောက်တွေလောက်ရအောင်မေဇွဲမကြည့်မနဲ့စုတ်တစ်ချက်တက်ရင်နဲ့သူ့အရှိကနေလှည့်ထွက်ဖို့အတွက်ပြင်နေတဲ့ကောင်မလေးလက်ကိုဖမ်းကင်လိုက်မိပါရီမင်းမဖြစ်နေရလဲဘာလို့ကိုရှောင်နေရလဲရှင်ဦးနဲ့မပတ်သက်ချင်အရင်လိုပဲမပတ်သက်ဖို့သူတွေလုံးနေကြရအောင်အချိန်တန်ရင်ရှင်းဒီရင်ကထွက်သွားပြီးမှပါဟန်ဆောင်မှုတွေနဲ့ဦးရစ်ပတ်နေတဲ့တန်ရောစင်တွေကိုရှင်းမလို့ချင်ဘာပြောလိုက်တယ်မင်းငါ့ကိုပြန်ပြောစမ်းဆွဲအလိုလိုနေရင်သူမစကားကြောင့်စိတ်တိုးသွားရပါရီခ
ခက်ထန်ဆောင်အော်ဟင်းလိုက်တဲ့ဦးစကားကြောင့်ရှင်ကောင်းငုံရင်းနဲ့ရှင်တောင်းမှန်ပါတယ်ဟာတောင်းမှန်နေဟုတ်လားတောင်းမှန်နေဆိုတဲ့စကားတစ်ခွန်းကမင်းပြောတော့အလွယ်လေးပဲခံရတဲ့သူအတွက်မင်းစဉ်းစားကြည့်အောင်ဒါနဲ့ငါမင်းကိုမေးပြစေအောင်မင်းဒီအိမ်ကိုဘာရွယ်ချက်နဲ့ရောက်လာလဲဘာလဲဒီအိမ်နဲ့ငါတို့ရဲ့စီးစိမ်တွေကိုမင်းမက်မော်လို့လားငါ့ကိုဘာလို့လက်ထပ်ခဲ့ရလဲဒီပိုင်ဆိုင်မှုတွေအတွက်လက်ထပ်ခဲ့ရလားမင်းငါ့ကိုပြောကြည့်စမ်းငါရဲ့ပိုင်ဆိုင်မှုကိုမက်မော်ရဲဆိုမင်းကိုတန်ရာတန်ကြေးပေးမယ်ကွာရှင်းကြတာပေါ့ရှင်တယောက်မာနနဲ့တိတ်ခါကိုစော်ကားခံလိုက်ရတာကြောင့်သူ့ကိုအားပါစွာရိုက်ချလိုက်ပါရီအဲ့ဒါရှင်းကိုစော်ကားတဲ့အတွက်နောက်ပြီးနောက်ထပ်တစ်ချက်ထပ်မံရိုက်ချလိုက်ပြန်ပါရီအဲ့ဒါရှင်းမာနာကိုရိုက်ချိုးတဲ့အတွက်ဒါကရှင်းကိုတန်ဖိုးဖြတ်တဲ့အတွက်ဒါကတော့ရှင်းတဲ့ပြူမင်းတော်တော့ဆွေအစားကကြောင်နေရကနေတတိဝင်လာပြီးသူ့ကိုထိုက်ရိုက်ဖို့အတွက်ရည်ရွယ်နေတဲ့သူမလက်တွေကိုဖန်ဆုပ်ကင်လိုက်မိပါရီမင်းကြည့်နေပြီလားတိုးတိတ်တဲ့အတန်တစ်ခုနဲ့အတူမျက်ရည်တွေနဲ့သူ့ကိုနာကြီးစွာကြည့်နေတဲ့ကောင်မလေးကိုငေးကြည့်ရင်မေးလိုက်ခြင်းဖြစ်ပါရီ။အိုးရှင်းအရာမုံနဲ့လှော့ရှင်းလက်ကိုသူ့လက်ထဲကသူမလက်ကိုအချင်းယုံကသူမလေးကတော့ပြေးထွက်သွားခဲ့ပါရီ။အခုတော့မုံနေတယ်လား။အဲ့ဒီစကားတစ်ခွန်းကသူ့ကိုနာကျင်စေတယ်ဆိုတာသူမလေးတိတ်တိဖို့ကောင်းပါရီ။ဆွေတယောက်နာကျင်မှုတွေကိုသိမခံနိုင်တော့အခန်းထဲကရှိသမျှပစ္စည်းတွေကိုပြစ်ပေါက်နေမိပါရီ။ရှင်းဒီနေ့အလုံးလောက်ရတာအစင်မပြေလှပါဘူးမနက်ခရဲကနေမကောင်းချင်တယ်လို့ဖြစ်နေမိပါရီတီတီမိထမင်းစားရပြီလားရပါပြီပြေလေးရဲ့သူမပြေလေးကိုထမင်းထည့်ပြီးဟင်းထည့်ပြီးမိပြင်လိုက်တဲ့အခါမှာတော့အုတ်ဟင်းနဲ့တွေရတော့သူမပြုတ်အန်ကျင်လာပါရီဒါကြောင့်ဘေးစင်ဘက်ကိုထွက်သွားရင်အန်ချမိလိုက်ပါရီသူမအန်လိုဝါမှာအပြင်ပြန်ထွက်လာခဲ့မိပါရီဘာဖြစ်လို့လဲသမီးမိမိရဲ့အမေကသူမကိုဒူးတောင်စေခဲ့ပါရီ။ဘာဖြစ်တယ်ဆိုတာသူမသာအသိဆုံးဖြစ်ပါရီ။ပြီးတော့ထမင်းစပွဲကနေသူမရဲ့အမှုအရာကိုစိုက်ကြည့်နေတဲ့ဆွေကြောင့်ပို့လို့အနေရခတ်သွားရပါရီ။ဘာမှမဖြစ်ပါဘူး။ရှင်းအစာမကြေလို့ဖြစ်နေရပါ။သမီးခဏနာကျင်နေမိမိ။နားလေသမီးသဘောပါပဲ။ရှင်အားလုံးကိုကြော်ခိုင်းပြီးလှည့်ထွက်လာခဲ့ပါရီ။ကလေးရဲ့မိမိကိုခွင့်တော့ပါမကြည်ပြူတဲ့ဖခင်ရင်ကွင်မိမိကလေးလေးကိုစိတ်မစင်းရဲစေရပါဘူးကွယ်အမှန်တော့သူမမှာဦးနေရတဲ့ရင်သွေးလေးရှိနေပါပြီနေမကောင်းလို့မနေ့ကဈေးကအပြန်ဈေးကဝင်ပြရာကနေတရခြင်းဖြတ်ပါရီသူမလှည့်ထွက်လာတော့သူမနောက်ကနေလိုက်လာတာကဇွဲဖြစ်ပါရီသမင်းစားစပွဲမှာမကြိမ်မနဲ့ကြံခဲ့သူကဝတီဖြစ်ပါရီတော်တော်မာယာများတဲ့မိန်းမနေရပဲကိုကိုမာယာနဲ့မြှုပ်ဆဲနိုင်မလားငါကပဲကိုကိုကိုအရယူနိုင်မလားကြည့်ရတရားပေါ့ရှင်းတတ်ဖြူရဲ့ရှင်အခန်းထဲရောက်တော့ဝမ်းနဲ့လုံးလို့ရှိုက်ကိုမိပါတယ်ကံတရားကဘာလို့သူမဘက်မှာမရှိရလေနော်မင်းနေမကောင်းလားရှင်းတတ်ဖြူနောက်ပါးစီကနေအတန်ကြောင့်ရှင်မျက်ရည်တွေတောက်လိုက်ပြီးတော့ကားမာတွေဘာမှမဖြစ်ပါဘူးဆွဲဘာမပြောညာမပြောနဲ့သူမနှစ်ဖူးလေးကိုဆန်းလိုက်ပြီးတော့ကိုလည်းမပူပါဘူးဒါပေမဲ့မင်းကြည့်ရတာတစ်မျိုးပဲကိုကြည့်ပေးမယ်ဟဲ့မကြည့်နဲ့ရှင်အကြောက်ကံညင်တော့နားမလဲတလို့သူမကိုကြည့်လိုက်ပြီးဘာဖြစ်လို့လဲဘာမှမဖြစ်ဘူးရှင်းသားခြင်းပြီးဥထွက်သွားပြီပါတယောက်တည်းနေခြင်းလို့ပါကားမိလေဆွဲသူမစကားအဆုံးမှာတော့ဘာမှထပ်မပြောဘဲအခန်းထဲကနေလှည့်ထွက်လာခဲ့ပါရီရှင်းမှာတော့နာကျင်စွာကြလာတဲ့မျက်ရည်တွေကိုလက်နဲ့ဖိတော့ရင်ငိုရှိုက်မြင်းငိုရင်းနဲ့ကြံရစ်ခဲ့ပါရီရှင်းတဲ့ဖြူရှင်တယောက်ဖျားပန်းအိုလဲပြီးဖျားကန်းကနေပြန်ထွက်လာတော့ခေါ်တန်းကြောင့်ရှင်လှည့်ကြည့်လိုက်ပြီးတော့အော်မဝရီဘာပြောမလို့လဲဟိုလေဒိုးနေမကောင်းလို့ကော်ဖီလေးတစ်ခွက်လောက်ဖြော်ပေးပါလားအော်ဟုတ်ကဲ့ခဏဆောင်ပြီနော်ကျမအခုသွားဖြော်ပေးမယ်ရှင်ရဲ့စကားအဆုံးမှာတော့လှည့်ထွက်လာခဲ့ပါရီစိတ်ဆန္ဒမပါပေမဲ့လေအိမ်ရှင်ဖြစ်နေတာကြောင့်ရှင်တယောက်ဝရီတောက်ဖို့အတွက်ကော်ဖီဖြော်ပြီးဝရီစီကိုယူခဲ့လိုက်ပါရီဝတီကအခန်းဝမှာမတက်ရက်နေပြီးရှင်းကိုမထီမဲ့မြင်မျက်နှာပေးနဲ့ကြည့်ရနဲ့အခန်းထဲထည့်လိုက်နော်အခန်းထဲထည့်လိုက်ပြောပေမဲ့လေသူမကအပဝမှာပိတ်ရရင်လူတကိုဝင်စားလေးပဲဖဲ့ပေးပါရီဝတီလက်နဲ့တိုက်မိပြီးရှင်းလက်တွေကကော်ဖီခွက်ကလေးကကျန်းပြေပေါ်ကြွယ်သွားပါရီနေဘလို့လောက်လိုက်တာလေဒီမှာငါ့ဘောကော်ဖီတွေမှောက်ကုန်ပူလိုက်တာဝတီဘာဖြစ်တာလဲအဲ့ဒီအချိန်မှာဈေးရောက်ကပြန်လာတဲ့ဇွဲကလည်းသူမတို့အနားကိုရောက်လာပြီးဝရီကိုစိုးရိမ်တကြီးမေးလိုက်ပါတယ်။အဲ့ဒီမြင်ကွင်းကရှင်းရဲ့အမြင်အာရုံတွေကိုဝေဝါးစေခဲ့ပါတယ်။နှလုံးသားတွေကိုလည်းတဆစ်ဆစ်နာကျင်စေခဲ့ပါတယ်
ဘလို့ဖြစ်ရလဲဝရီရဲ့ဆွဲကစိုးရိမ်တကြီးမေးလာတော့နေကိုကလေးကအကောက်ကြမ်းစင်နေတဲ့ဝတီကတုံးလေးဝရီကိုကော်ဖီပူရီနဲ့လောင်းနေပြီးတော့ကိုနဲ့ဝေးနေတဲ့သူလေးဝရီနဲ့ကိုဖောက်ပြင်းနေဆိုပြီးဆွဲတယ်ဘာအရာတလက်လက်တောက်နေတဲ့သူ့ရဲ့ဒေါသမျက်ဝန်းတွေကရှင်းစီရောက်လာခဲ့တော့ရှင်ခေါင်းလေးကိုအတင်းခါရရင်နဲ့မဟုတ်ဘူးသူ့လိုက်နေတာရှင်ကသူနေမကောင်းလို့ကော်ဖီဖြော်ပေးပါဆိုလို့ကော်ဖီဖြော်ပြီးအခန်းထဲကိုလာဖို့ပေးတာအဲ့ဒါရှင်လက်ကိုတမင်တက်ပြီးတော့မဟုတ်ဘူးကိုဝရီအဲ့လိုမလုပ်ဘူးသူ့လိုက်နေတာဝတီရဲ့ပလီပလာစကားတွေကိုရှင်းရွှန်းရှာစလို့ကြည့်ပြီးတော့တော်တော်လေးဘလောင်းပလေးတက်တာပဲရှင်းရဲ့စကားတခွန်ကဇွဲရဲ့ဒေါသအရှိန်ကိုပုံမြင့်ပေးလိုက်တယ်လို့ဖြစ်သွားရပြီးတော့ဘာကွာမင်းကလည်းမှားသေးတယ်မတောင်းပန်တဲ့အပြင်လူတစ်ဖက်သားရဲ့ဂုံတိတ်ခါကိုပါစော်ကားနေသေးတယ်မင်းထက်ဆိုင်ရင် तू ကအများကြီးတာတယ်မင်းတို့တောကြုံအောင်ကြားလို့မဟုတ်ဘူးနိုင်ငံသားမှာကြောင်းတက်ပြီးစီးပွားရေးပါရဂူဖွဲ့ရထားတဲ့သူနောက်မှပေါက်တဲ့ကြပင်ကအမြင့်ကိုမရောက်ချင်နဲ့ပြီးတော့ဝတီနဲ့ငါမောင်နှမလိုပဲဟီမန်နဲ့ပတ်သက်ပြီးငါကတော့စောင့်ရှောက်ရမှာအခုတော့ကွာမင်းပြောပုံကငါတိတ်ခါရီမြောင်းထဲကိုရောက်ကုန်ပြီအဲ့တော့ဦးကဘာဖြစ်ချင်လဲချင်းမျက်နှာလေးကိုတီတင်းပြီးပြတ်သားစာပင်မိလိုက်ပါရီရှင်းရင်တွေကတန်ရာတွေကဒီထပ်ပို့ပြီးခန္ဓာရင်မရှိတော့ပါဘူးဘာဖြစ်ချင်လဲဟုတ်လားမင်းဒီကနေထွက်သွားပေးပါလားငါ့မိသားစုနဲ့အဝေးဆောင်အောင်လေဇွဲရမှန်မင်းဘာပြောလိုက်တယ်ဇွဲရဲ့စကားပင်မဆောင်လိုက်ပဲမိမိရောက်လာပါရီမင်းငါသမီးကိုနှင်းစရာမလိုမင်းတို့ပြောတာငါအကုန်ကြားတယ်အခုချိန်မှာအမှန်ကိုပြောလေလူစိတ်မရှိတဲ့မင်းကနားလည်မှာမဟုတ်ဘူးငါမွေးထားတဲ့သားအတွက်ငါရှက်တယ်မင်းရှင်းအောင်မမြင်ချင်ဘူးမဟုတ်လားရတယ်လာသမီးမိမိနဲ့လိုက်ခဲ့သမီးကိုစိတ်ချမ်းသာတဲ့နေရာမှာမိမိထားမယ်ဟာမိမိတော်အေကရီကျော်ရှင်းကိုခေါ်ပြီးထွက်လာခဲ့ပါရီနောက်ပါကနေဇွဲရဲ့ခေါ်တန်ကိုတော့မကြားတော့ပါဘူးဦးလိုရက်ဆက်တဲ့သူဟာရှင်းရင်သွေးလေးရဲ့အဖေမဖြစ်ထိုက်ဘူးဒီလောကမှာဦးရင်သွေးရှိသေးတယ်ဆိုတာဦးမသိစေရအောင်ဦးကိုရှင်းမုန်းတယ်ဦးမုန်းပါတယ်လို့ကြွေးကြော်ခဲ့တဲ့ရှင်းကဦးရဲ့ပထမဇနီးဖြစ်ခွင့်မရရင်တော့ဦးရဲ့ဒုတိယဇနီးဆိုတဲ့နေရာနဲ့ကျင်းနှက်ခဲ့ပူပါတယ်ဦးရဲ့စိတ်ထဲမှာတီတိုးဆိုရင်နဲ့မေမေရဲ့ခေါ်ရကိုရှင်းလိုက်လာခဲ့မိပါတယ်ရှင်းရဲ့ပါးပြည့်နုနုမှာတော့မျက်ရည်များစွာကျနေမိပါတယ်ဇွဲစိတ်တွေလေးလံနေခဲ့တာကဘယ်နှစ်ရက်ကြာနေပြီမှမသိပါဘူးသူမလေးမရှိတော့တဲ့အချိန်ကလေးကသူ့ရင်ထဲမှာလက်ဟာနေခဲ့ပါတယ်အခုဆိုသူမလေးထွက်သွားတာတလကျော်ပြီဖြစ်ပါရီဝရီကလည်းအကြောင်းပြချက်အမျိုးမျိုးနဲ့အိမ်မှာရှိနေပါသေးတယ်မိမိကလည်းသူ့ကိုစကားတခွန်းမှမပြောတော့ပါဘူးရှင်းရဲ့မင်းဘက်မှာလဲကွာမင်းကပဲအပေါင်းကောင်းတာလားမိမိကပဲအဖတ်တော်လားစိတ်ထဲမှာမောချက်ရှုပ်ထွေးနေရတာကြောင့်မျက်နှာကိုလက်နဲ့ခက်ချမ်းချမ်းပုတ်တက်လိုက်တော့ဖုံးမြည်တဲ့ကြောင့်ကြည့်လိုက်တဲ့အခါမှာတော့တငယ်ချင်းဖြစ်သူဒေါက်တာမင်းမိခင်ဖြစ်နေပါရီပြောမိမိရှင်းသက်ဖြူဈေးကမ်းမလာလို့အဲ့ဒါနင့်ကိုဖုံးဆက်တာဟင်ရှင်းပါဖြစ်လို့လဲဆွဲကြကြတလဲလဲဖြစ်သွားပါရီသူမအတွက်စိုးရိမ်မှုဒီဂရီကလည်းအတိုင်းအဆမင်းစွာသူ့မှာရှင်းနေတိုးလာရပါရီဟင်နင်မသိဘူးလားရှင်းသက်ဖြူမှာကိုဝင်ရှိနေရလေဘာကိုဝင်ရှိနေရဟုတ်လားအန်အောမီတို့ကဇွဲဖြစ်ပါရီကြားလိုက်ရတဲ့စကားကသူ့ရင်ကိုတောင်းလောက်စေသလိုရှင်ခုန်မှုကိုလည်းတိုးစီပါရီနင်မသိဘူးလားဇွဲနင်ကလည်းဟဲ့ဇနီးတစ်ယောက်လုံးဘေးမှာထားပြီးမသိဘူးတဲ့ဒါနဲ့မြန်ဆရာဝန်လုပ်နေသေးတယ်မနှက်ပြန်စိတ်ကန်းလွတ်လိုက်အောင်မိမိကတော့ပြောချင်အောင်ပြောပြီးဖုံးချသွားပါရီသူ့မှာတော့အယုတ်ကျုပ်ပြတ်ဖြစ်သွားရပါရီလွန်ခဲ့တဲ့တလကျော်ကရှဲအမှုရာတွေကိုသူပြင်းမြင်မိပါရီပုံမှန်အနေထားမဟုတ်တဲ့သူမပုံစံကိုသူကြည့်ပေးမယ်ဆိုတော့အကြည့်မခံပဲအကြောက်အကန်ညှင်းလွန်နေတဲ့ရှင်မျက်လုံးနဲ့ရေတိတိမြင်လာရတဲ့အခါသူ့ရှင်တွေနားလာရပါရီဟာရှင်းရဲ့ရက်ဆက်လိုက်တာကိုမင်းကိုမတွေ့တဲ့အောင်ရှာပြီးတော့တားမှန်ပါပါအခုချိန်မှာသူ့ရှင်တွေနားလုံးရတာကြောင့်နှလုံးသားတစ်ခုလုံးအဆင်းနဲ့ပက်ဖြန်းခံရသလိုပူလောင်နေပါရီထက်မှန်သူမြင်အောင်လိုက်တဲ့ပုံရိပ်ကလေးကသူ့အသိစိတ်တို့မှာတခုခုကိုပောက်ကွဲပြစ်ချင်နေမိပါတယ်ဝဒီနဲ့ပြဿနာဖြစ်တဲ့နေ့ကသူမဟုတ်ပါဘူးလို့အတင်းညင်းနေတဲ့ရှင်အဲ့ဒီပုံရိပ်တွေကသူ့ကိုအချင်းချင်းနှိမ့်ဆက်နေခဲ့ပါတယ်အဲ့ဒီခဏသူသတိရသွားတာကသူတက်ထားတဲ့ CCTV ကိုဖျက်ပါတယ်အဖြစ်မှန်တစ်ခုရှိရမယ်လို့ယုံကြည်ချက်နဲ့စာကြည့်ခန်းမှာရှိတဲ့ကွန်ပျူတာရှိရာကိုသူ့ခြေလမ်းတွေဦးတည်လိုက်ပါတယ်
စာကြည့်ခန်းတဲ့အရာ CCTV ကင်မရာရဲ့ရိုက်ချက်တွေကိုကွန်ပျူတာမျက်နှာပြင်ပေါ်ပြန်ကြည့်မိပါတယ်။ဟာသွားပြီ။ဆွဲခေါင်းတွေချက်ချလေးကမူးနောက်သွားရပါတယ်။စိတ်ထဲမှာလည်းရှင်းအပေါ်သူ့လောက်ရက်အတွက်နောင်တရမိတယ်လို့ဝရီရဲ့လောက်ရက်ကိုလည်းဒေါသဖြစ်လာရပါတယ်။ဝရီမင်းတော်တော်ရောက်မာလိုက်တာမင်းငါနဲ့တွေ့မယ်။ဆွဲဒေါသတွေအကြီးအကျယ်ဖြစ်ပေါ်လာရပါတယ်။ကိုကညီမလေးတယောက်လိုသဘောထားရတဲ့သူမကရှင်းအပေါ်အခုလိုလောက်ရမယ်လို့ဘယ်တော့အခါမှတွေးထင်ခဲ့ခြင်းမရှိပါဘူး။အခုတော့ CCTV ကင်မရာရဲ့ဖမ်းယူချက်တွေကဝရီအကောက်ကြံသမျှအားလုံးအထင်သာပေါ်လည်နေခဲ့ပါတယ်။ဝရီမင်းထွက်ခဲ့စမ်းဝရီရဲ့အခန်းတကားကိုတတောင်းတော့မြာထုတ်ရင်အော်ခေါ်လိုက်တော့ကိုကလေဘာဖြစ်ရလဲဝရီအိတ်ကောင်းနေတော့ဟောအဲ့ကျင်မို့တူနဲ့သူ့ကိုပြတူပြတဲ့ကြည့်ရင်မိလာတဲ့ဝတီကိုဒေါသရောင်တောက်နေတဲ့မျက်ဝန်းနေနဲ့ကြည့်လိုက်ပြီးတော့မင်းဒါဘာသဘောလဲဘာသဘောနဲ့လှုပ်လိုက်တာလဲငါ့ကိုရှင်းမအောင်ဘာလို့လဲကိုမင်းအခုမှမသိကြအောင်စောင့်မနေနဲ့မင်းရှင်းပေါ်လှုပ်လိုက်တဲ့လှုပ်ရက်အော်ဒါလားဒါကတော့ရှင်းပါလေသမီးလေးအတွက်မိတွေးလို့မရှိလို့လေဝရီကတခွန်းချင်းအေးဆေးစွာပြောလိုက်ခြင်းဖြစ်ပါတယ်ဝရီရဲ့အေးဆေးနေတဲ့မျက်နှာပေးကသူ့ဒေါသတွေကိုရိုက်ပုတ်နှိုးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်ဝရီမင်းကငါထင်ထားတဲ့အောက်တင်းကြလို့နေရှင်းကသမီးရဲ့မိတွေမဟုတ်ဘူးသမီးရဲ့အမိဖြစ်ထိုက်တယ်ရှင်းဟာဖြူစင်ရိုးသားတဲ့မိန်းကလေးရိုးသားအေးဆေးတဲ့သူဘာအပြစ်မှမရှိတဲ့အဖြူတဲ့တက်မိန်းကလေးကွာအော်ဟုတ်လားဒါဆိုကိုရဲ့ပိုင်ဆိုင်မှုတွေကိုမမောလို့တော့တိတ်ဆန်မင်းဆက်မပြောနဲ့ရှင်းမှာအဲ့လိုစိတ်မျိုးမရှိဘူးဆွဲတခေါမကျန်ဝရီကိုပြန်ချေပနေမိပါတယ်အခုချိန်သူ့ရင်ထဲမှာမီးတွေတောက်လောင်နေရပါတယ်ရှင်တွေပူလွန်းတာကြောင့်အရှိမရှိနေတဲ့မိမကိုတစားစီလှုပ်ပြချင်းမိပါတယ်ထားပါဝရီကိုချစ်တယ်ဆိုရင်ရောဘာပြောတယ်ဟုတ်တယ်ဝရီကိုချစ်တယ်ကိုပိုင်ဆိုင်ခြင်းနဲ့တော်စမ်းဝရီမင်းဆက်မပြောနဲ့ငါမင်းကိုညီမလေးတယောက်လိုပဲသဘောထားနိုင်တယ်ကိုအောင်ပြောမယ်မင်းငါနဲ့လာပတ်သက်တာဒီတစ်ခါနောက်ဆုံးဖြစ်ပါစေမင်းကငါမတွေ့ချင်မင်းဒီအိမ်ကနေထွက်သွားလိုက်တော့မနေ့ပြန်မင်းကငါမမြင်ချင်ဝရီအတွက်သူစကားတွေကနာကျင်ခန့်စားရခက်စေပါတယ်ကောင်းပြီလေဒါဆိုတူမလေးကိုဝရီခေါ်သွားမယ်ဘာဟုတ်တယ်ရှင်းလက်ထဲမှာကျမတူမအောင်မထားနိုင်ဘူးကောင်းပြီလေငါသမီးကိုမင်းခေါ်လို့ရရင်ခေါ်သွားလိုက်စကားအဆုံးမှာတော့ဇွဲလှည့်ထွက်လာခဲ့ပါတယ်သူ့ရင်ထဲမှာတော့နေဆယ်စင်ထက်မကတဲ့အပူမီးတွေတောက်လောင်နေကြတာကိုသူသာအသိဆုံးဖြစ်ပါတယ်။သမီးလေးကသာအမှန်တကယ်သူ့ဆုံးရှုံးလိုက်ရပါရင်ဘလို့မှဆက်မတွေးရလောက်အောင်နာကျင်ခံစားရခက်ပါတယ်။မီးကိုဘယ်ခေါ်မလို့လဲလိုက်ဘူးမလိုက်ဘူးဖေဖေနဲ့နေမှာလှမီးကိုလှဝရီဆွဲခေါ်ရကိုပြည့်ပြည့်လေးလိုက်ပါလာပြီးမဲ့လေအော်ဟိရုံးကပ်ရင်နဲ့ငိုတန်လေးတွေစညံနေပါ ರಿ မီးရဲ့ဟောရရင်တီလေးမောင်းနေလဲဝဲကျွေးမယ်အရောက်တွေလဲဝဲပြီးမယ်လိုက်ခဲ့နော်မလိုက်ဘူးဝရီမင်းကလေးရဲ့လက်ကိုလှက်လိုက်ပါအစကတင်ငင်နေတဲ့ဆွဲအခုတော့မနေတာတော့ပါဘူးဆွဲတန်ကြမှာဝရီလဲပြည့်ပြည့်လက်လေးကိုလှက်ပေးလိုက်ပြီးတော့ကျမရှုံးပါလေတော်တော်သမီးလေးတီနှုတ်ဆက်တယ်နော်တပြေးကလည်းသူမလက်ကိုလှပ်ပြီးဇွဲစီကိုပြေးသွားပါတယ်။ဇွဲလေသူ့စီကိုပြေးလာတဲ့သမီးလေးကိုရှင်ဘက်ကြီးဖွင့်ပြီးကြိုဆိုခဲ့ပါတယ်။ဖေနဲ့ပဲနေမယ်နော်။မိဘုံနဲ့မှမလိုက်ဘူး။အေးပါသမီးရဲ့။ဇွဲမျက်ရည်တွေချာကနေသူ့ကိုအာကိုတကြီးငေးကြည့်ရင်ဆိုလာတဲ့သမီးလေးကိုရှင်ခွင်နဲ့ထွေးပွေရင်နဲ့ဆိုလိုက်မိပါတယ်။အဲ့ဒီနောက်ဇွဲသမီးလေးကိုပွေ့ချီလိုက်ပြီးဝရီစီကိုတလန်ချင်းရှောက်လာခဲ့ပြီးတော့ဝရီမင်းသိထားဖို့ကသမီးဟာငါသွေးငါသမီးမင်းဟာစာယုံမဲဆိုင်တာမပိုင်ဘူးဝရီအောင်နိုင်တော့အပြုံးနဲ့ပြုံးလိုက်တဲ့ဇွဲကိုဝရီငေးကြည့်ရင်နဲ့ဝရီနားလည်လိုက်ပါပြီကိုကိုတို့မိသားစုပျော်ရွှင်ပါစေစကားအဆုံးမှာဝရီအားလုံးကိုကြောက်ခိုင်းလှည့်ထွက်လာခဲ့ပါရီကိုဝရီရှင်ထဲမှာကိုအမြဲရှိနေပါတယ်ချက်တိုင်းမညာဘူးဆိုတာဝတီနားလည်လိုက်ပါပြီ။သူမမျက်ဝန်းတွေမှာတော့မျက်ရည်များစွာကျနေပါတယ်။ကိုဆိုရဲသူမချစ်ရတဲ့ယောက်ျားတစ်ယောက်ကိုထာဝရကြောခိုင်းရင်းနဲ့သူမထွက်သွားခဲ့ပါရီ။ဇွဲရမယ်ဗျာရှင်းအိမ်ကထွက်သွားပြီးကြတဲ့ကဇွဲကိုမိမိစကားမပြောပါဘူး။အခုတော့မိမိသူ့ကိုစကားပြောပြီးသူပြောနေပါရီ။အမေတစ်ခုသားတစ်ခုဘွားမို့အမေစကားမပြောတဲ့အခါသူရှင်ထဲမကောင်ဖြစ်ရပါရီ။မိမိသားကိုစကားပြောတယ်ဟုတ်တယ်ဒီမှာရှင်းလေးရှိတဲ့လိပ်စာ
မင်းကိုဒီလိပ်စာပေးလိုက်တယ်နော်ရှင်းမပါပဲမင်းဒီအိမ်ကိုပြန်မလာနဲ့ကျေးဇူးပါမေမေဒါရှင်းကိုပြန်ခေါ်ခဲ့မှာပါဖေဖေတီတီကိုပြန်ခေါ်ခဲ့နော်စိတ်ချပါဖေဖေတမီးမေမေကိုခေါ်ခဲ့မယ်နော်မေမေအိမ်ရောက်ရင်မေမေလို့ခေါ်ရမယ်နော်တမီးဟုတ်ကဲ့ဖေဖေဆွဲရင်ထဲမှာအပျော်လိုင်းလေးတွေဖြတ်တန်းစီစဉ်နေရပါတယ်ဟေးမန်မောင်မင်းကိုချစ်ခဲ့ပါတယ်ဒါပေမဲ့မင်းကိုချစ်တဲ့အချက်မှာရှင်းခေါက်တန်မပါခဲ့ဘူးဒါပေမဲ့ရှင်းအောင်မောင်မျက်မျက်နှုံနှုံချစ်နေမိပြီဆိုတော့မင်းမောင်ကိုလှောင်နေမလားသူနဲ့ဆုံလိုက်တိုင်းစီချက်ညီစွာခုန်ပေါက်လာတဲ့မောင်ရင်ခုန်တန်ရဲ့အပြေကိုရှာတွေ့ပြီဟုတ်တယ်ကိုမင်းကိုမျက်မျက်နှုံနှုံချစ်နေမိပြီရှင်းရဲ့အချဲဆိုတာစမ်းချင်မှုတစ်ခုဆိုတာကိုသူယုံကြည်လိုက်ပါတယ်ဆွဲတဲ့ဟာမိမိပေးလိုက်တဲ့လိပ်စာအတိုင်းပကုံးမှရှိတဲ့သူတို့ရဲ့ခြံလေးစစ်ကိုရောက်လာခဲ့ပါတယ်တက်ကြွတဲ့ခြေလမ်းတွေနဲ့ဇွဲကားလေးကခြံထဲကိုမောင်းဝင်လာတဲ့အခါခြံစောက်လူငယ်ကခြံတကားကိုလာဖွင့်ပေးပါတယ်အိမ်ရှိတကားဝမှာတော့မျက်နှာငယ်လေးနဲ့သူ့ကိုရက်ကြည့်နေတဲ့ជីជីတင်ကိုတွေ့လိုက်ရပါတယ်သူကားတကားကိုဖွင့်ပြီးကားပေါ်ကဆင်းလိုက်ပြီးတော့ជីជីတင်နေကောင်းလားကျွန်တော်တော့မရောက်ဖြစ်တာကြာပြီဒါနဲ့ရှင်းရောသူ့အမေကြောင့်ជីជីတင်မျက်နှာပြတ်သွားနေမမလေးကလေဟုတ်ဘာလဲជីជីရဲ့မြင်ပြောမမလေးကជីជីတင်ရဲ့တဟိုစကားတွေကြားမှာသူစိတ်ပြက်လာပါတယ်ဟာជីជីကလေမင်းနေအောင်မပြောကြားလိုက်တာတော့ပြီမပြောနဲ့တော့ကျွန်တော်ပဲအပေါ်တက်သွားတော့မယ်စကားအဆုံးမှာတော့သူ့ခြေလမ်းတွေကအိမ်ထဲကိုပြေးဝင်ခဲ့ပါတယ်ရှင်းကိုလာတယ်လေမင်းပေါင်းမနေနဲ့နော်ထွက်ခဲ့တော့နော်ဖြည့်ခတ်သမျှအရာရာတိုင်းအတွက်ကိုတောင်းမှမှာတယ်ထွက်ခဲ့တော့နော်ဆွဲတရားတခန်းဝင်တခန်းထွက်ရှာနေပေမဲ့လေရှင်းကိုမတွေ့ခဲ့ပါဘူးရှင်းအဲ့ဒီနောက်ရှင်းနာမည်လေးကိုတကြောအော်ခရင်အားထက်ကိုပြန်ဆင်းလာခဲ့ပြီးတော့ကြီးတင်ရှင်းပဲသွားလေဘယ်မှာလဲပြောပါကြီးတင်ကတခုံးမှမဆိုပဲသူ့ကိုယ်သာကြောင်ကျိတ်နေပါတယ်ကြီးတင်ကိုမေးလို့မရတဲ့အခါကြီးတင်ဘေးမှာရှင်းနေတဲ့သူရကိုကြည့်ပြီးသူရကို့ပြောစမ်းရှင်းပဲမှာလဲလို့သူရကလည်းသူ့ကိုမပြောဘဲနှုတ်ဆက်နေပါတယ်သူရငါမင်းနေရနော်ရှင်းပဲမှာလဲလို့မပြောရင်ငါမင်းကိုထိုးမိလိုက်မယ်နော်လက်တစ်ဖက်ကသူရအင်ကြီးကိုကန်ရင်လက်တစ်ဖက်ကသူရကိုလက်သေးနဲ့ချိန်ရွယ်ထားမိပါတယ်အကိုလေးမမလေးထွက်ပြေးသွားပြီဘာကြီးတင်ရဲ့စကားအဆုံးမှာသူရအင်ကြီးစားကိုကင်ထားတဲ့ဇွဲလက်ကလေးတွေပျောက်ခွေသွားရပါတယ်ဟုတ်တယ်အကိုလေးအန်တီကျော်ဖုံးဆက်တယ်အကိုလေးဒီကိုလာမယ်ဆိုတာအဲ့ဒါမမလေးသိသွားတယ်အကိုလေးနဲ့မတွေ့ချင်ဘူးသူ့ကိုတနေရာပို့ပေးပါတဲ့ကျွန်တော်တို့တားပါသေးတယ်ညကြီးတင်တဲ့မမလေးအတူအိတ်တယ်မိုးလင်းတော့မမလေးမရှိတော့ဘူးပြီးတော့မမလေးကအကိုလေးလာရင်ဒီစာကိုပေးဖို့အတွက်စာရေးထားခဲ့တယ်သူရစီယာစာကိုဇွဲရကပြကရယူလိုက်ပြီးတော့ဦးဆွဲရှင်မဲကျမထွက်သွားလို့ရှင်းပြနေမှာပါကျမကိုလိုက်မရှာပါနဲ့ကျမကိုတေလို့တတ်မှတ်လိုက်ပါရှင်းတတ်ဖြူဟာသွားပြီလက်ထဲကစာခောက်ကလေးကိုချစ်ချစ်ပါအောင်စောက်ကင်လိုက်ပြီးဇွဲဒုထထိုင်ချလိုက်ပါတော့တယ်ရှင်းရဲ့မင်းလုံးရက်တယ်ကိုတော့ကို့မျော်လင့်ချက်တွေကို့နှလုံးသားတွေတစစီရိုက်ချိုးခံလိုက်ရပြီပြေးပါမင်းပြေးနိုင်တယ်လို့ပြေးပါမင်းမပြေးနိုင်တဲ့တနေ့တော့ကို့ရင်ခွင်မှာမင်းနာခိုပါအဲ့ဒီအခါမင်းကိုချစ်တဲ့အကြောင်းလေးကိုပြောပြမယ်နော်ကလေးဆွဲအယူတယောက်လိုပဲနှလုံးသားကနာကျင်လို့အားရပါရအောင်ငုံနေမိပါရီယောက်ျားတံမဲ့မရှက်နိုင်တော့ပါဘူးပါပြင်ပေါ်ကိုညရည်ဆက်ညောင်းချကိုလည်းသူမတုံးမိပါဘူးဟဲ့သားကြံလာပြီလားဘာလုပ်နေရလဲအထဲမဝင်မနဲ့ဒါနဲ့သမီးလေးရောမျောလင်းချက်များစွာနဲ့မင်းနေတဲ့မိမိရဲ့အရှိမဇွဲဒူထောက်ထိုင်ချလိုက်ပြီးတော့မိမိတားကိုကြိုက်တဲ့အဖြစ်ပေးပါတော့မိမိပေးတဲ့အဖြစ်ကိုတားခံရဖို့အသက်မှာဘာပြောလိုက်တယ်အားလုံးတားဖြစ်တွေပါမိမိရဲ့ရှင်သားတို့နဲ့အဝေးကိုထွက်သွားပြီဘာသမီးထွက်သွားပြီဟုတ်လားဆွဲကန်းကိုညှိပြီးဖြက်ချောင်းကုံစင်ကိုရှင်းပြပါရီဒေါ်အေဂရီကျော်အချောင်းဆောင်နားထောင်ပြီးတဲ့အခါတားဖြက်သူကိုစိတ်ဆိုးစာနဲ့အဲ့ဒါနေမကောင်းလို့သိလားတားဆိုတားမိုက်နေအယမ်းမိုက်တယ်တားရဲ့သမီးလေးဒုက္ခရောက်နေတော့မှာသူ့မှာဆွေမျိုးလည်းမရှိအသိလည်းမရှိနဲ့နေမိုက်လုံးကြည့်တာဇွဲရမိုက်ရဲ့မိမိကတော့သူ့ကိုစုပ်ဖို့ချိန်မှပြီးငိုကြွေးပါတယ်ဟိမန်အတွက်မငိုဘူးတဲ့သူကလည်းအခုတော့မျက်ရည်များစွာနဲ့နှလုံးသားတွေလည်းနွမ်းလျက်နေရပါတယ်မ
မိမိရဲ့မိမိတော့အဲ့လောက်ခံစားနေရရင်ကာယကရှင်သားနေရမှာလဲဝင်ခံစားကြည့်ပါအောင်ဗျာစိတ်ထဲမှာသာတီတိုးစွာရှိရွှရင်နဲ့နှလုံးသားရဲ့နာကျင်မှုကိုစိတ်မိတ်ခံစားနေမိသူကဆွဲဖြစ်ပါတယ်9နှစ်ခန့်ကြာတော့ဖေနေသွားမလို့ဆိုခရီးဆောင်အိတ်ထဲကိုအဝတ်စားတွေထည့်နေတဲ့သူ့အနာကိုရောက်လာတဲ့ပြည့်ပြည့်လေးကမေးလိုက်တာဖြစ်ပါတယ်။ဇဲကသမီးကိုကြည့်လိုက်ပြီးကြုံလိုက်မိပါတယ်။ဟုတ်တယ်သမီးနေကိုဆေးရုံပြရမယ်သမီး။သမီးကဇွဲရင်ကွင်းနဲ့တိုးဝင်လိုက်ပြီးဖေနေသွားရင်မမေကိုတွေ့အောင်ရှာခဲ့နော်။ပြီးတော့လေပြည့်ပြည့်မမေကိုလွမ်းနေတယ်လို့ပြောပြီးနော်။သမီးရဲ့သမီးကိုတင်းကျပ်စွာပွေဖက်လိုက်ပြီးဇွဲရှင်းကိုတန်းတမိပါတယ်။ရှင်းရဲ့မင်းပဲမလဲအပုံးတော်လိုက်တာကိုဘလို့ရှာရှာမင်းကိုမတွေ့ပါလားဒီ9နှစ်အတွင်းမှာဇွဲရှင်းကိုနေရအနှံ့ရှာခဲ့ပါတယ်ဒါပေမဲ့အပုံးကောင်းတဲ့ရှင်းကတော့သူ့ကိုရှောင်နေစေဖြစ်ပါတယ်ဇွဲတယောက်အေးချက်နဲ့တောင်ပေါ်ဒေသလေးကိုရောက်ခဲ့ပြီးရှမ်းပြည်နယ်မြောက်ပိုင်းနတ်ခမ်းမြို့ကိုရောက်ခဲ့ပါတယ်နတ်ခမ်းမြို့လေးအေးချမ်းပေမဲ့လေသူ့ရင်တဲကအပူတွေကတော့တစ်ချိန်မှမအေးချမ်းနိုင်ခဲ့ပါဘူးဒီနေ့ဒီအချိန်ထိသူ့ကိုလွှမ်းမိုးနိုင်စေလွှမ်းမိုးနေစေရှင်ကတော့ရှောင်ပုံးနေစေဖြစ်ပါတယ်။အတင်းများစွာနဲ့သူ့လမ်းလျှောက်လာခဲ့ရမှာတော့ညီမလေးမပြေးနဲ့လေမမကိုစောင့်အောင်အယောက်ကလေးကန်ကပြေးလာတဲ့ကလေးငယ်လေးနဲ့အနောက်ကနေလိုက်နေတဲ့မိန်းကလေးတအုပ်ကလေးကသူ့အနာရောက်တဲ့အခါသူ့ကိုဝင်တိုက်ရင်းနဲ့ဦးမြို့မမေစီလိုက်ဖို့ပေးပါလားမမေသူတို့နဲ့မနေကြဘူးမမေစီလိုက်ဖို့ပေးပါနော်ဦးသူ့အာကိုတကြီးစကားဆိုလာတဲ့ကလေးငယ်လေးကိုဂယုဏသက်စာပွေ့ချိလိုက်ပြီးတော့တမီးမေမေကဘယ်မှာလဲတမီးရဲ့တမီးမေမေရှိတဲ့နေရာတမီးကသိလို့လားဟုတ်ချစ်ဆက်ပွဲအမိုးရာလေးနဲ့သူ့ကိုပြုံးပြတော့သူ့ရင်နဲ့ခံစားလိုက်ရတဲ့ခံစားချက်ကဘယ်အရာနဲ့မှမတူပါဘူးဒါကြောင့်ကလေးမလေးရဲ့ပါလီကိုစူးနေအောင်နမ်းလိုက်ပြီးတော့ဦးလိုက်ဖို့ပြင်မယ်နော်သူကလေးမလေးကိုပွေ့ချလိုက်ပြီးသူမညွန်ပြရလမ်းလေးအတိုင်းသူလျှောက်လာခဲ့မိပါတယ်။အိမ်ကြီးတဲ့အိမ်ကိုရောက်တော့အရန်ချမ်းသာကျဲဝတယ်လို့ထင်ရပါတယ်။အဲ့ဒီအိမ်တဲကိုဇွဲနဲ့အတူကလေးငယ်လေးဝင်လာခဲ့ပါတယ်။ကလေးငယ်လေးကိုသူအောက်ချပေးလိုက်တော့ကလေးကအိမ်ထဲကိုဝင်သွားပြီးဖဖမမေရောရင်အာကိုတကြီးမေးလာတဲ့ကလေးငယ်လေးကိုမိကရွှဲကအမျိုးသမီးကကြည့်လိုက်ပြီးအမလေးဟဲ့အမေကအလောက်အဖြစ်မလောက်ရသေးတမိကလိုက်လာပြီအလောက်တွေတော့တော်တော်ပြီးအောင်မယ်ရှင်းတန့်ဖြူရှင်းလာပါပြီဇွဲအပြင်ကနေပြီးခေါ်တန်တစ်ခုတက်တက်ကြားလိုက်ရမှာတော့ကိုနာကိုပင်မယုံကြည်နိုင်ဖြစ်ရပါတယ်ဒါကြောင့်အိမ်ထဲကိုမသိမသာဝှေ့ကြည့်လိုက်တော့တွေ့လိုက်ရှာပါတယ်သူတိတ်ကိုတွေ့ကျင်နေတဲ့သူ့ရဲ့တပင်တိုင်းမင်းသမီးလေးရှင်သူ့ရင်ထဲမှာအပျော်လိုင်းတွေဖြတ်တန်းစီစဉ်လာခဲ့ရပါတယ်ရှင်ကတော့သူ့ကိုမတွေ့ပါဘူးမေတမီးလေးကသူမရှင်ခွင်ထဲကိုတိုးဝင်လာတော့သူမတမီးလေးကိုပြန်လဲပွေ့ဖက်ရင်းနဲ့ဘာလို့လိုက်လာလဲတမီးရဲ့မမေကတူတူကိုထားခဲ့တာကိုတူတူကမမေမရှိပဲမနေချင်ဘူးတမီးရဲ့တမီးကသူမရှင်ခွင်ထဲငိုရှရင်ဆိုလာတော့သူမစိတ်ထဲမကောင်းနိုင်ပါဘူးအမလေးဟဲ့ဆော့စီငါ့အိမ်လာပြီးငိုယိုနေလိုက်တာကြက်တရေကိုမရှိဘူးအဲ့ဒီစကားတခွန်းကအပြင်မှာရက်နေတဲ့ဇွဲရဲ့ဒေါသတွေကိုစွားလိုက်တယ်လို့ဖြစ်သွားရပါတယ်။ပြင်းထန်စွာတောက်တစ်ချက်ခောက်လိုက်ပြီးဇွဲအိမ်ထဲကိုဝင်ခဲ့ပါတယ်။ရှင်းတန်ပြူညီအလောက်ကိုညီးသိရနော်။ဒီမှာလာပြီးကလေးချော့ဖို့မဟုတ်ဘူး။တွားမိဖို့ကန်နဲ့ချက်ပြောက်စရာရှိတာချက်ပြီးရင်အိမ်တန်ရှင်းရဲ့လောက်အဝိရှောင်မိဖို့တိုင်တွားညီးလောက်ညီးသွားလို့ငါစကားကိုရှေ့ဝေးမပြောချင်ဘူး။ဟုတ်ရှင်းသိပါတယ်တော်မင်းဘာမှလုပ်စရာမလိုရှင်ရှင်အံ့ဩစွာနဲ့အတန်လာရကိုကြည့်လိုက်တော့ဟုတ်ပါတယ်သူမရင်ထဲကဦးပါဦးဘလို့လို့ဒီကိုရောက်လာတယ်ဆိုတာသူမအတွေးပင်မဆုံးသေးပါဘူးမင်းဘာပြောလိုက်တယ်မင်းနဲ့ဘာဆိုင်လို့မင်းကဝင်ပြောရတာလေဆွဲကရှင်းကိုတစ်ချက်ဝေးကြည့်လိုက်ရင်ကြောက်မိမဟင်းရှင်းကြားလိုက်ရတဲ့စကားကကိုနာကိုပဲမရှောင်နိုင်ဖြစ်နေမိပါတယ်ကြောက်မိမကိုဘသူမှအစေပါကြောက်လို့ခိုင်းเสียတာကြောက်မကြိုက်ဘူးခိုင်းလဲမခိုင်းရဘူးအော်ဟုတ်ပါပြီမခိုင်းစေချင်မခိုင်းပါဘူးဒါပေမဲ့တရားတန်ကြီးတော့ပြန်ပေးရမယ်နော်ပေးနိုင်ရဲ့လားဟမ်ခမရဘလောက်လိုချင်နေတာပြောအိုးတကယ်လားဒါဆိုရင်တော့9ပုံလောက်ဆိုဖြတ်ပါတယ်9ပုံမဟုတ်ဘူးခမရကို10ပုံပေးမယ်ခဏဆောင်ဆွဲတစုံတယောက်ကိုဖုန်းလန်းခေါ်လိုက်ပြီးတော့ထက်ရန်
ငါ့ကို10ဖုန်းလောက်လာပို့ပြီးဘယ်ကိုပို့ရမလဲဆိုတာငါပြောမယ်အိမ်နံပါတ်က148ငါစောင့်နေမယ်အခုဇွဲဖုန်းဆက်ပြီးမကြလိုက်ပဲထက်ရန်ရောက်လာခဲ့ပါတယ်အကိုလေးဒီမှာအကိုလေးယူခိုင်းလိုက်တဲ့ငွေဇွဲထက်ရန်စီကငွေကိုထုတ်ယူပြီးအမျိုးသမီးကိုပေးလိုက်တော့အမျိုးသမီးကငွေတော့ကိုဖွင့်ကြည့်လိုက်ပြီးမှုရတဲ့မျက်နှာထားနဲ့မောင်လေးညီမလေးကိုခေါ်သွားလို့ရပြီနော်ညီမလေးလိုက်သွားတော့နော်အိုးရှင်းမလိုက်ချင်ပါဘူးဒီမှာဦးဆက်ရမယ်ရှင့်ဝေရှင်ယူပြီးတော့ပြမှာရှင်ဆွဲရှင်းကိုမယုံကြည်တယ်လို့ကြည့်ပြီးတခုခုကိုပြောဖို့စဉ်းစားပြီးရှင်းလက်ကလေးကိုစောက်ကင်လိုက်မိပါတယ်သူတို့နှစ်ယောက်ကိုကြည့်နေတဲ့သမီးလေးကိုတွေ့ရပြန်တော့ဘာမှမစိုးကျင်တော့ပါဘူးရှင်မင်းကိုပြောချင်တဲ့စကားတွေရှင်နောက်မှပြောအခုသွားရအောင်ထက်ရန်မင်းမမလေးကိုခေါ်ခဲ့လိုက်အကိုလေး तू ဟုတ်တယ်အဲ့ဒါငါမိမမင်းကိုလိုက်ရှာခိုင်းနေတဲ့ရှဲသက်ပြိုပဲစကားအဆုံးမှာတော့ဇွဲလှည့်ထွက်သွားပါရီထက်ရန်ကတော့မမလေးတွားရအောင်ရှင်နှကန်းကိုပေါက်ထွက်လို့မတက်ဖိတ်ကြိုက်လိုက်ပြီးတော့ရှင်ကျမကိုအနိုင်နဲ့ပိုင်းသွားရလားဦးစဲရမယ်တကယ်တော့ရှင်းမှာသွားစရာမြေမရှိပါဘူးရှင်ဘဝကံအားပဲစိုးရပြောရမလားရှင်းအိမ်ကထွက်ပြေးလာပြီးလမ်းမှာအမျိုးသမီးတယောက်နဲ့ဆုံဖြတ်ပါရီအဲ့ဒီအမျိုးသမီးအကိုအညီနဲ့နှကန်းမြို့ကိုရောက်ခဲ့ပါရီအဲ့ဒီနောက်နှကန်းမြို့မှာပဲသူမအယောင်စားခံခဲ့ရပါရီဒေါသူစာခင်ထံမှာအခါရစိန်နဲ့ပဲဒုက္ခတွေကိုခါးစည်းခံရင်းနဲ့တမီးလေးရှင်သူမှန်လေးကိုဒီအရွယ်ထိရအောင်ပြုစုခဲ့ခြင်းဖြစ်ပါတယ်။ဒုက္ခတွေကြုံခဲ့ခြင်းတွေတိုင်းသူမနာကျင်မိသူကဦးကိုဖြစ်ပါတယ်။အခုလေတဆထိုးဆန်တဲ့ဦးကြောင့်ရှင်သူ့အိမ်ကိုရောက်ခဲ့ရပါတယ်။ရှင်ဘာတွေတွေ့နေရလဲ။ဘာတွေတွေးနေရလဲ။နောက်ပါးစီကနေစကားတန်တချို့နဲ့သူမကိုခါးကနေတိမ်ပွေးလိုက်သူကဦးဖြစ်ပါတယ်။ရှင်မလောက်တာလေရှင်းအောင်လို့ဘာလို့လောက်ရမှာလဲဒီကောင်မှလွမ်းနေရမင်းလေးသိရလားအပိုတွေကျမကိုလာမပြောနဲ့ဝရီကိုတာပြောရှင်ကို့ကိုသိချကြည့်ဖြစ်ခဲ့သမျှတွေအားလုံးအတွက်ကိုတောင်းမှန်ပါတယ်ကိုအမားတွေရှိတယ်မင်းကျင်တဲ့တည်းကိုမင်းရှိမှဒုထောက်တောင်းပန်မှာပါဝရီနဲ့ကိုတကယ်ဘာမှမပတ်သက်ဘူးနှလုံးသားရဲ့ဆန္ဒတွေကိုမင်းကိုမုန်းချင်အောင်စောင့်နေစဉ်ကလေးကမင်းကိုချစ်မိခဲ့တယ်မင်းမျက်နှာနဲ့မင်းထွက်သွားချိန်မှာပိုသိလာတယ်တကယ်လားတကယ်ပါမယုံရင်တက်တည်ပြမယ်လာခဲ့အိုးသူမကိုတင်းကျပ်စွာပွေဖက်လိုက်ပြီးသူမရဲ့လေတိုင်းလေးကစပြီးမျက်နှာလေးအနှံ့ချေချာမိပါရီချစ်လိုက်တာကလေးရဲ့ကို့ကိုချစ်လိုက်ရင်ရှင်ရရကလေးပြောင်းရင်ခေါင်းလေးညှိပြလိုက်တော့ကိုလို့ခေါ်မခေါ်ကြဘူးမခေါ်ရင်နမ်းပါနော်ဟဲ့မလို့ရဘူးလေအဲ့ဒါဆိုကိုလို့ခေါ်လေမခေါ်ကြဘူးဦးလို့ပဲခေါ်မယ်ဦးနှလုံးသားမှာနားခဲ့တဲ့အချစ်ငယ်လေးအဖြစ်ရှင်ဦးကိုချစ်ပြရစီခလေးရဲ့ဦးကိုချစ်တယ်ကိုလည်းခလေးကိုချစ်ပါတယ်သူတို့နှစ်ယောက်ရဲ့အချစ်ဆက်လန်းလေးကတော့တာယာဖြောက်ဖြိုးစွာနဲ့အဆုံးသတ်သွားခဲ့ပါရီဆယ်တယောက်တမီးလေးရှင်းသူမှန်နဲ့ရှင်းကိုခေါ်ပြီးရန်ကုန်ကိုပြန်လာခဲ့ပါရီတမီးနဲ့အမေကတော့သူတို့တွေကိုစီးကြိုခဲ့ပါရီအခုဆိုပျော်စရာမိသားစုလေးဖြစ်နေခဲ့ပါပြီမိမိကလည်းမြေးတွေနဲ့ပြုံးလို့ပြောပြီးတမီးကြီးပြည့်ဖြုံးမှန်နဲ့ရှင်းသူမှန်ကလည်းညီမနှစ်ယောက်အရန်ချစ်ကြတော့ရှင်းနဲ့ဆွဲစိတ်ချမ်းသာရပါရီဇွဲနဲ့ရှင်းကလည်းတိတ်ချစ်ကြတဲ့ဇနီးမောင်နဲ့အဖြစ်ကိုဖြတ်တန်းကြပါရီဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရေးသူမိချူတဲ့ရေးသားတဲ့ဦးရဲ့နှလုံးသားမှာနားကျင်တဲ့ချင်းငှက်ကလေးဆိုတဲ့ဇလံလေးရဲ့အစအဆုံးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ရက်တင်မှာလည်းတခြားစိတ်ဝင်စားစရာဇလံလေးတွေကိုတင်ဆက်ပေးအောင်မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့အတွက်မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။